ဇလိုင်းရစမှာပဲတာမန်လူတယောက်ဟာတော်ဝင်မျိုးနဲ့တယောက်ရဲ့မော့ဆွမ်းရင်ကြောင့်တေဆုံးသွားပါတယ်။မသေးခင်လေအခွင့်အရေးရတဲ့အခါမော့ဆွမ်းရင်ကြီးမားသူဖြစ်ဖို့ဆူတောင်းခဲ့တာကိုကျွန်တော်တို့တွေ့မြင်ရမှာပါ။ခဏကြာတစ်ဖက်ပြတ်နိုးထလာချိန်မှာတော့သူ့ကိုယ်သူမသိဘူးလို့ထင်လိုက်ပါသေးရဲ့။တကယ်တမ်းဆိုလန်တိုင်းပြည်ရဲ့ခုနှစ်မြောက်မင်းသားအဖြစ်ပြောင်းဝင်စားသွားခဲ့တာပါ။မော့ဆွမ်းရင်ကြီးဆုံးနေတဲ့ဒီလောကမှာဆိုရင်တော့အရာရာမှာမော့ပညာအရေးပါပါတယ်။ဒါအပြင်မျိုးရိုးပါရမီအလိုက်မော့ဆွမ်းရင်အစဉ်ချင်းမတူပဲတော်ဝင်မျိုးနွယ်တွေကပိုဆွမ်းနေရှိကြပါတယ်။မော်ဆွမ်းရင်ပေါ်ဆွမ်းလန်းကြီးနေတဲ့ Light ကခုနှစ်မြောက်မင်းသားအဖြစ်ဝင်စားသွားချိန်မှာတော့မော်ပညာအကြောင်းလေးလာနိုင်ဖို့အတွက်အခွင့်အရေးရသွားခဲ့ပါပြီ။ရှေ့ကြောင်း Light မော်ပညာကိုဘယ်လိုလေးလာပြီးတော့ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ဆက်ကြည့်လိုက်ကြရအောင်ပါ။ Light ကဒီနဲ့ဝေးတဲ့ခုနှစ်မြောက်မင်းသားပါ။ဒီနဲ့စိုးစံရနိုင်ခြင်းနေတဲ့အတွက် Light အနေနဲ့မော်ပညာအကြောင်းလေးလာဖို့အခွင့်အရေးပိုများပါတယ်။ဒါပေမဲ့ဒီနဲ့စိုးစံမှုအတွက်လေးကျင်ရည်တွေကတော့မဖြစ်မနေလုပ်ရပါတယ်။ဒီနဲ့အကြောင်းနည်းနည်းမှစိတ်ဝင်စားတဲ့ Light ကတော့နေတိုင်းရှောင်ပြေးပါတယ်။ပြီးရနဲ့စာကြည့်တိုက်တဲ့စာခိုးဖက်ရတော့ဝဲအရသာတွေ့နေပါတယ်လူတချို့အတွက်ကတော့မွေးကလေးကနန်းတော်ပြက်စီရဲ့အထိစွမ်းရင်သုံးနိုင်တဲ့လွိုက်မင်းသားငယ်ကအထင်ကြီးစရာကလေးပါလူမမသိနိုင်တဲ့အရွယ်မှာမော်မန်နဲ့စာအုပ်ကိုဖတ်နိုင်တဲ့အပြင်စကားပါပြောနိုင်တဲ့ခုနှစ်မြောက်မင်းသားအပေါ်မျော်လင့်ချက်ကတော့မသေးကြပါဘူးလူတချို့ကလွိုက်ကမော်ဆီယာရဲ့ဖခင်ဖြစ်သူဝီလီယံဘော်ဒိုဝင်စားရဲ့လူတော်ယူဆထားကြပါတယ်တကယ်တမ်းလွိုက်ကအတိတ်အကြောင်းမှတ်မိတဲ့တာမန်လူတယောက်ဝင်စားမှမသိကြတာကြောင့်မိခင်နိုးဆိုးဖို့ညင်းတဲ့လွိုက်ကိုလူကြီးလူကောင်ဖြစ်လာမဲ့မင်းသားလေးလိုပဲအထင်ကြီးခဲ့ကြတာပါကျွန်တော်တို့အတွက်ကတော့အထင်နဲ့မြင်မတူနိုင်ဘူးဆိုတဲ့စကားရဲ့အကြီးမားဆုံးဥပမာပါပဲ။ Right ကိုယ်တိုင်ကလည်းဘာကြောင့်လူဝင်စားရတယ်၊ဘာကြောင့်မင်းသားဖြစ်ရတယ်ဆိုတော့နားမလဲပါဘူး။သူသိရတဲ့ခုကဒီဘဝဒီပါရမီနဲ့ဆိုအရင်ဘဝမရနိုင်တဲ့အခွင့်အရေးတွေကိုရနိုင်တာပါပဲ။ဆိုလန်မော်ကျောင်းကိုလည်းတတ်နိုင်လောက်တာမို့အကျဉ်းနဲ့ကြီးကျဉ်းနဲ့နေခဲ့ပြီးတော့အရင်ဘဝပါမေးတဲ့အထီးပါပဲ။ဒီလိုနဲ့ဒီနေ့မှလည်းအစီကံတွေမသိအောင်စာကြီးတဲ့ခိုးဝင်ခဲ့ပြန်ပါတယ်။ဒါပေမဲ့စာမဖက်နိုင်ခင်မှာပဲစိုက်ဘာဆိုတဲ့အစီကံတယောက်စီမှာမိသွားပါတယ်။စိုက်ဘာက Right ကိုဓာတ်ရည်လေ့ကျင့်ပေးတဲ့နီးပြတယောက်ပါ။ Right ကတော့ဒီနဲ့စက္ကန့်စီကမလိုတာကြောင့်ဓာတ်ရည်တင်စရာမလိုဘူးလို့ယူဆထားပါတယ်။ဟုတ်ပါတယ်အဲ့အတွက်အမိခံလိုက်ရတဲ့အခါမှာတော့အိမ်မဆုံးမတ်တယ်လို့ပါပဲနောက်ဆုံးတော့လဲစိုက်ဘာနဲ့အတူမဖြစ်မနေဓာတ်ရည်လေ့ကျင့်ရတာပါပဲစာမြင်ဖတ်ချင်တာကြောင့် Light ကသူတက်ထားတဲ့မော်ပညာရည်နဲ့မလိမ့်တပတ်စလုပ်ပါတယ်နီလန်မျိုးစုံနဲ့စိုက်ဘာကိုနိုင်ယူဖို့ကြိုးစားပေမဲ့လည်းစိုက်ဘာက Light ညစ်နေရဆိုတော့သိပါတယ်ဒါပေမဲ့လည်းအစုခံရမယ့်အစားတစ်ချိန်တည်းမှနေမော်မန်တန်နှစ်ခုကိုတပြိုင်နက်တည်းသုံးနိုင်တဲ့ Light ကိုစိုက်ဘာသဘောရိချပြီးတော့ချီးကျူးပါတယ်တကယ်တမ်း Light ကနှမျိုးမကောက်အောင်သုံးနေတာပါကလေးတယောက်အဲ့လောက်စွမ်းမှန်းသိရင်တိုင်းပြည်အတွက်ဂုဏ်ယူစရာဖြစ်မဲ့အစားချင်းကြောက်တယ်လို့ဖြစ်နေဖို့ပုံများတာတော့အသေးကြပါပဲစာကြည့်တိုက်ပဲအမြဲသွားကျင်နေတဲ့ Light တက်ကပြစ်ဒဏ်ကအခုမှစတာပါ Light ကိုအစီကံအုပ်စုကမျက်စိအောက်ကအပြောင်းမခံပါဘူးသူတို့နဲ့အတူ Light ကိုရေချိုးဖို့ပါခေါ်သွားတဲ့အထိပါပဲဒီတစ်ခါမှာတော့အရင်ဘဝမှတ်ညံနေတဲ့ကလေးစိမ်းမဟုတ်တဲ့ Light တယောက်အတိတ်ကမေးချင်စိတ်ပေါက်သွားလောက်အောင်အပြစ်ပေးခံလိုက်ရသလိုပါပဲစာကြည့်တိုက်တဲ့ Light မသွားရတော့အောင် Green ဆိုတဲ့တားမြစ်စာကြည့်တိုက်မိစ္ဆာအကြောင်း6ပြီးပြောကြပါသေးတယ် Green ဆိုတာတော့တစ်ချိန်လုံးကရှိခဲ့တဲ့မိစ္ဆာပါတိုင်းပြည်ကိုဖျက်ဆီးနိုင်တာကြောင့်မော်ပညာနဲ့စာအုပ်တအုပ်တွေချိတ်ပိတ်ထားခဲ့ပါတယ်။အဲဒီစာအုပ်ကိုတော့မြေအောက်မှာရှိတဲ့တားမြစ်စာကြီးတိုက်ထဲမှာတင်ထားခဲ့တာပါ။အချိန်အတော်ကြာခဲ့တာကြောင့်ယုံနှန်းတစ်ပုတ်လိုဖြစ်နေခဲ့ပါပြီ။တားမြစ်စာကြီးတိုက်ဆိုတာနဲ့ Light ကတော့စိတ်တွေလှုပ်ရှားနေပါပြီ။စိတ်ကူးထဲမှာလည်းအဲဒီစာကြီးတိုက်ကိုခိုးဝင်ဖို့အတွက်အစီအစဉ်ကိုကြိုပြင်ဆင်လို့ပြီးသွားပါပြီ။အစီအစဉ်ချပြီးညင်နေတဲ့ Light ကိုကလေးမို့ကြောက်နေရလို့ထင်နေတဲ့အစီအစဉ်အုပ်စုက Light နဲ့အတူအိပ်ပေးဖို့နေရာလူးကြပြန်ပါတယ်။ဒီလိုနဲ့ညင်းနေတဲ့အုပ်စုကြား Light ကတက်တက်လေးထွက်သွားလိုက်ပါတယ်အချိန်တော်ကြောင်မော်ပညာလေ့ကျင့်ထားတဲ့ Light အတွက်အဆောင်တွေကိုကြော်ဖြတ်ရတော့မခက်လာပါဘူးဒီတက်ပို့ပြီးတားမြစ်စာကြီးတိုက်ထဲကမော်ဆီယာ10ရောက်ချထားတဲ့စီမင်းကလည်းသူ့အတွက်ကလေးကစားစရာလိုဖြစ်နေခဲ့တာပါစာကြီးတိုက်ထဲရောက်ချင်း Light ကတော့မိစ္ဆာပညာလည်းမသိပါဘူးအရာရာမေ့ပြီးစာအုပ်အေးဆေးဖတ်ဖို့လုပ်တဲ့အခါမှာတော့စာအုပ်ထဲကကျဲပိတ်ထားတဲ့မိစ္ဆာပဲကိုထင်ပြရပါတယ်စီးကိုဖြတ်ပြီးလို့ရှင်ရွှေတင်းကားတွေပြီးမယ်ဆိုပြီးတော့မိစ္ဆာမြူဆွဲပါတယ်အပေါ်စားမော်ပညာကိုသုံးထားတဲ့ရွှေတင်းကားတွေကိုကြည့်ပြီးတော့ Light ကတော့မိစ္ဆာအပေးကြီးကိုစိတ်ဝင်စားပါဘူးအကြက်ရိုက်သွားတဲ့ Green ကရှက်နဲ့ရှေးရောက်မော်ပညာသင်ပေးမယ်လို့ပြောပါတယ်ဒီစကားကိုကြားရတဲ့မော်ယူနေတဲ့ Light ကတော့ချက်ချင်းလွတ်ပေးလိုက်ပါတယ်အလဲစားခံလိုက်ရတဲ့ Light ကို Green ကစပြီးတော့တိုက်ခိုက်ပါတယ် Light ကတော့အချိန်မီအကာအကွယ်မှန်တန်သုံးလိုက်တာကြောင့်ထိခိုက်တာမျိုးမရှိပါဘူးသူ့ကိုမော်ပညာသင်ပေးနေတယ်လို့တော့သဘောထားလိုက်ပါသေးတယ်စရိုက်ကတော့အောချစရာကောင်းလောက်ဖြုံမနေတဲ့စရိုက်မျိုးပါမိစ္ဆာဘက်ကတိုက်ခိုက်လို့ပြီးရတဲ့ Light ကစာကြီးတိုက်တစ်ခုလုံးအကာအကွယ်မှန်တန်ချထားလိုက်ပါတယ်မိစ္ဆာကတော့သူ့ကိုအထင်သေးရလို့ထင်မိပါပါတကယ်တော့မဟုတ်ပါဘူးမွေးကလေးကနန်းတော်ဖြတ်စည်းမိတဲ့ Light ကတော့နှက်ခါအဖြစ်မခံပါဘူးသူ့အပြစ်လည်းသူသိရှာပါတယ်သူ့ကြောင့်နဲ့နန်းတော်ထပ်ပြီးမပြည့်စည်ရလေအောင်အကာအကွယ်ချလိုက်တာပါ Green ကိုအကာအကွယ်မော်ပညာသမီးပါလို့ပြောပြီးတော့မိစ္ဆာအသက်ထွက်လာအောင်ပြန်တိုက်ခိုက်ပါတယ်အဆုံးမှာတော့တိုင်းပြည်ဖြတ်စည်းနိုင်လောက်တဲ့အထိအန်ရကြီးတဲ့မိစ္ဆာတော်အရှုံးပေးလိုက်ရပါတယ်ဘာမှမဖြစ်သလိုစာကြီးတိုက်ကိုအေးဆေးပြန်ရှင်းနေတဲ့ Light ကိုလူဟုတ်ရဲ့လားလို့မိစ္ဆာဖြစ်တဲ့ Green ကတော့မေးခွန်းထုတ်ရပါတယ်နောက်ဆုံးတော့လေ Green က Light ရဲ့နောက်လိုက်လို့ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ကို Green လို့ခေါ်ဖို့တော့ပြောလိုက်ပါသေးရဲ့မိစ္ဆာခင်ဗျာမူလခန္ဓာကိုယ်နဲ့တေးအောင်လဲပုံစံပြောင်းလိုက်ရပါသေးရဲ့လွိုင်းနာကပ်ပြီး Light ကိုထိန်းချုပ်ကြည့်ချင်သေးတဲ့မိစ္ဆာကဇွဲစုလောက်တော့ရသင့်ပါတယ်
လက်တစ်ချောင်းတော့ထင်းချုပ်လို့မရတော့ခံစားလိုက်ရတဲ့အခါမှာတော့ green တယောက်လူရွေးမားသွားတာတေချာသွားခဲ့ပါပြီဒီလိုနဲ့ right နောက်လိုက်ဖြစ်သွားတဲ့ green ကလည်းစာကြီးတိုက်ထဲမှာပဲနေရပါတော့တယ်တရက်မှာတော့ Airbus ဆိုတဲ့မင်းသားတယောက်စာကြီးတိုက်ထဲဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ် Airbus ဆိုတာကတော့ဒုတိယမြောက်မင်းသားပါလက်ရုံရည်နှလုံးရည်နဲ့အကုန်ပြည့်စုံတာကြောင့်ထီးညက်ဆက်ကခွင့်ရနိုင်တဲ့မင်းသားတယောက်ပါပဲနန်းတော်ထဲပဲနေပြီးတော့လေ့ကျင့်ခွင့်သွားခွင့်မရှိတဲ့ right ကို Airbus ကတော့တစ်ခါလေအလဲခေါ်သွားပေးတတ်ပါတယ် Airbus ကမော်ပညာမှာလဲတော်ပါတယ်ဒါကြောင့်နန်းတော်ထဲမှာရှိတဲ့လေ့ကျင့်ခွင့်နိုင်ကိုအသုံးပြုခွင့်ရှိနေတာပါလေ့ကျင့်ခွင့်ထဲမှာရှိတဲ့အမှတ်မြင့်ပြတ်မှတ်အားလုံးကိုလည်းထိအောင်ပြစ်နိုင်ပါသေးတယ်ပြီးရနဲ့ right ကိုလေ့ကျင့်ဖို့အလဲပေးပါတယ် right ကတော့ထီးနှက်လို့အရေးတော်ပုံနဲ့ပါမသွားခြင်းပါဘူးဒါကြောင့်သူ့ပညာကိုသိသိသာပြလိမ့်မရှိပါဘူးဒီတစ်ခါလဲပြစ်မှတ်တွေကိုရှက်ထီသွားအောင်လောက်လှည့်ပတ်ပြီးဖြစ်ပါတယ်ဒါပေမဲ့ green အမြင့်မှာတော့ဒါပိုတော့ခန့်နေပါသေးတယ်ဒုတိယမင်းသားနောက်လိုက်ကတော့တစ်ချက်မှကောင်းကောင်းမထိဘူးလို့ပဲမြင်တာပါ Airbus ကတော့ right နဲ့ပတ်သက်လို့တခုခုနားလည်ထားပုံရလောက်ပါတယ် right ကိုလေ့ကျင့်ခွင့်နဲ့စက်နေခွင့်ပေးပြီးတော့သူ့နောက်လိုက်တွေနဲ့အတူတူထွက်သွားခဲ့တာလည်းတမင်ရှောင်ပေးလိုက်သလိုပါပဲဘယ်သူမှမရှိတော့ဖတ်ထားတဲ့မော်ပညာကို right အသုံးချနိုင်သွားပါပြီဒီလိုဆိုတော့ right အတွက်လည်းလေ့ကျင့်ခွင့်ရနိဗ္ဗာန်ဖြစ်သွားပါတယ် green သုံးခဲ့တဲ့နှစ်ထပ်မော်ပညာကိုသုံးကြည့်မယ်လို့ပြောပါတယ်မိစ္ဆာစွမ်းရင်ဖြစ်တာကြောင့်လူသားဖြစ်တဲ့ right ကတော့သုံးလို့မရနိုင်ပါဘူးအဲ့ဒီခါမှာတော့မိစ္ဆာဖြစ်တဲ့ green ကိုသူ့ကိုယ်ရဲဝင်မှုခိုင်းတာလည်းနှစ်ယောက်မရှိတဲ့ right ပါပဲ green အတွက်ကတော့ right ကလူမဟုတ်တဲ့မော်သေးရဲလို့ပါပဲမီးမော်သုံးမှုအတွက်အတူမှန်တဲ့ရွေးရတာဆိုပေမဲ့ right ရဲ့မှန်တဲ့တစ်ကြောင်းမှာအကြောင်းတရားရောပြီးရွတ်နိုင်တဲ့စကေးကြောင့်မိစ္ဆာလည်းလိုက်မမီတော့ပါဘူးနှစ်ကြောင်းထဲမှာရွတ်နိုင်တဲ့ green ပါဇက်ကို right ပဲအပိုင်စားယူပြီးတော့ရွတ်တဲ့အခါမှာတော့ green ရဲ့အိမ်မက်ဆိုးတွေကပိုရှည်လာပါတယ်သူ့သခင်ကလူရောဟုတ်ပါမလားမော်ယူနေတဲ့ right ကတော့ရှိရှိသမျှအခွင့်အရေးသုံးပြီးတော့မှန်တဲ့မျိုးကိုတပြိုင်နက်တောင်သုံးလိုက်ပါသေးတယ်ဒီလိုနဲ့နှစ်ထပ်မဟုတ်လည်းအလွယ်တကူတွတ်သွားပြန်ပါတယ်တက်သွားရုံမကလို့စိတ်လှုပ်ရှားလွန်သွားပြီးမထိန်နိုင်တာကြောင့်လေ့ကျင့်ခွင့်တစ်ခုလုံးပောက်ခွဲသွားခဲ့ပါတယ်မွေးတုံးကဖြစ်ခဲ့တာကိုအပြည့်အဝနောင်တရပုံတော့မရပါဘူးဒုတိယမင်းသားရဲ့နောက်လိုက်တွေကတော့အခန်းထဲမှာစုဝေးနေကြပါတယ်လွိုက်ပေါ်ပါစားပေးတဲ့ Airbus ကိုသူတို့နားမလည်ကြပါဘူးလွိုက်ဆန်းတာလက်ခံပေမဲ့ငယ်သေးရဲ့လို့ပဲထင်ကြပါတယ်ဒါပေမဲ့ပိုဝီနားလည်ထားတဲ့ Airbus ကတော့လွိုက်ပြစ်ချက်တိုင်းကထူးခြားနေတာကိုသိနေပါတယ်စွမ်းအားလည်းကြီးတာကြောင့်ရင်းနှီးထားလည်းမမအောင်လို့ထင်တာပါဒါအပြင်ညီတော်ဖြစ်သူနဲ့လည်းရင်းနှီးနေကျင်သေးရဲ့လို့ပြောပါတယ်ဒီလိုနဲ့ရုတ်တရက်မောင်သွားတာကြောင့်စကားပြောရင်ညားရောက်သွားရဲ့လို့တော့နောက်လိုက်တွေကတွေးနေကြတစ်ဖက်ကငယ်ရသူခဏမြောက်မင်းသားကတော့လေ့ကျင့်ဝင်တစ်ခုလုံးဖျက်ဆီးလိုက်ပါပြီဒါတွေမကလို့ကောင်းကင်ကိုပါအပေါက်ဖောင်းပြီးတော့စက်ကြောရာပြင်ကြီးကိုပါမြင်နေရပါသေးတယ်ဒါကြောင့်မောင်သွားခဲ့တာပါကံကောင်းထောင်းမစွာနဲ့ပြန်ပိတ်နိုင်လိုက်ပေမဲ့အရာရာမြင်လိုက်ရတဲ့ green အဖြစ်ကတော့တနာစရာပါ green ကတော့ light way ရဲ့ဝိစာလုတ်ပေးနေရတဲ့အစီအကံလိုဖြစ်နေပါပြီဒါပေမဲ့တစ်ချိန်ချိန်မှာ light ခဏကိုအပိုင်စားရမယ်ဆိုတဲ့မာနာကလေးကတော့ကြံ့နေပါသေးတယ်လောလောဆယ်မှာတော့အဲ့ရနူးလာတဲ့ light ကိုနှက်ကြီးတော့အဝေးဝစ်ပေးရပါတယ်နောက်တစ်နေ့မှာပဲ light ဖောက်ပေးလိုက်တဲ့ကောင်းကင်အပေါက်ကသတင်းတူဖြစ်နေခဲ့ပါပြီကတ်ဆိုးလားရာသီဥတုဖောက်ပြန်လာလားညင်းနေကြပေမဲ့တရားခံကတော့ပြည့်ချစ်မင်းသားလေး light ပါပဲတတိုင်းပြည်လုံးအော်တောင်းနေဖြစ်အောင်လုပ်ပြီးတော့စောင်းဝင်အိပ်ပျော်နေတဲ့ light ကတော့ green ယူလာပြီးတဲ့သတင်းစာတွေကတခြားသတင်းကိုပဲစိတ်ဝင်စားနေပြန်ပါတယ်အဲ့ဒီသတင်းကတော့အေးအစင်းကြီးစွန်စားသူအဖွဲ့အကြောင်းပါအစိမ့်မြင့်တိုက်ပွဲကိုအောင်နိုင်ပြီးရန်နိုင်နဲ့အတူပြန်လာကြောင်းရေးထားပါတယ်ဒါအုပ်ဖက်ပြီးရနဲ့ light ကတိုက်ပွဲနေရာကိုသွားမယ်လို့ပြောပြီးတော့ green ကိုကောင်းစားပြန်ပါတယ်မိစ္ဆာတဲ့တောင်းချက်နဲ့တခင်ဖြစ်သူကိုမိစ္ဆာပဲအတင်းပြန်ဆွဲထားရပါတယ်သူပြောက်သွားရင်ပြဿနာဖြစ်နိုင်တာကိုလည်း light ကသိပါတယ်ဒါကြောင့်တက်ပင်မော်ကိုတုံးပြီးတော့သူ့ပုံစံကိုဘွားကိုထုတ်လိုက်ပါတယ်ကိုဘွားကလှုပ်ရှားတာအစားလွတ်လွတ်လပ်လပ်လုံနိုင်ပါတယ်ဒါပေမဲ့ light ရဲ့ 0.7 mm ရှည်လာတာအစားမြင်တတ်တဲ့ size ပါကြောင့်ဒီတိုင်းထားခဲ့လို့တော့မဖြစ်ပါဘူးဒါကြောင့်နောက်ဆုံးမှာအသုံးချခံရတာလဲ green ပါပဲ green ရဲ့ဝိညာဉ်ကိုကိုဘွားနဲ့ထည့်ခဲ့လိုက်ပါတယ်အပြင်ခိုးတော်သားတဲ့ light နဲ့အတူအခြေအနေသိအောင် green မျက်စိတစ်ဖက်တော့ပါသွားပါတယ်တစ်ဖက်မှာတယောက်တည်းကြံခဲ့ရတဲ့ green ကအကြံကြီးတွေစကြံပါတယ်ရုတ်တရက်လက်ထောက်အဖြစ်ရှိနေပြီးတော့ light ကိုကျေးဇူးတင်စကားထပြောပါတယ်ရှင်နဲ့ထိသွားတဲ့ green ကနောက်ဆုံးတော့တယောက်ဆောင်တာဝန်ကိုပဲကောင်းကောင်းလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် light တယောက်အပြင်ထွက်လာနိုင်ပေမဲ့ဒိုင်းကျင်ရှိမဲ့နေရာကိုတော့မသိပါဘူးအဲ့ဒီအချိန်မှာပဲဘလူးတွေနဲ့တိုက်ခိုက်နေတဲ့မင်းကလေးတယောက်ကိုတွေ့ရမှာပါဘလူးလေးကောင်နဲ့မင်းကလေးတယောက်ကြားတိုက်ပွဲကတိတ်တော့မကြလာပါဘူးမင်းကလေးကဘလူးတစ်ကောင်တစ်ချက်တည်းနဲ့ချေမုန်းလိုက်တာပါအားပြင်းလုံးတာကြောင့်အပိုင်းပိုင်းပြတ်ထွက်ကုန်တဲ့အထိပါပဲခြေစွမ်းရင်သုံးတဲ့ကိုယ်ကိုယ်ပညာရှင်ဖြစ်ပုံရပြီးတော့ချောင်းကျင်နေတော့မှာပဲ light ရှိနေတာကိုသိသွားပါတယ်ဒန်ကျင်ရှိရဲ့နေရာနဲ့ခြေစွမ်းရဲ့အကြောင်းဆက်စုကျင်တဲ့ light ကကိုထင်ပြမလို့လှုပ်လိုက်ပါတယ်ဒါပေမဲ့မင်းသားမန်းသိသွားနိုင်တာကြောင့်တိုင်ပတ်ရပြန်ပါတယ်နောက်ဆုံးမှာတော့ရန်သူလိုတတ်မှတ်ပြီးတိုက်ခိုက်ခံရပါတယ်ကံကောင်းထုံးမှလို့အချိန်မီရုပ်ပြောင်းနိုင်လိုက်ပါတယ်မော်စွမ်းရုပ်သုံးပြီးတော့အဲဘက်ရုပ်နဲ့မူလာရုပ်ပေါင်းလိုက်တာပါမြင်မြင်ချင်းအစင်မန်းသိပြီးတော့တစ်ဖက်ကလည်းတိုက်ခိုက်တာမျိုးမရှိတော့ပါဘူး light ကသူ့ကိုယ်သူစွန်စားသူအသေးလုံးမိတ်ဆက်ပါတယ်တစ်ဖက်ကတော့တာအိုပါဆက်ချင်းနေကြလေးချင်ပြီးတော့ရီစားလိုချင်တာကြောင့်ဒိုဂျိုကထွက်လာတာပါနုနုနဲ့တီလာရှိမဲပဲကြိုက်တဲ့ယောက်ျားတွေကြောင့်အခုထိရီစားမျက်နှာတဲ့တာအိုက light ကိုအမီးရချိန်လိုက်ပါပြီဒီလိုနဲ့တန်းချင်းကိုနှစ်ယောက်ပေါင်းပြီးတွားခဲ့ကြပါတယ်တိုက်ခိုက်လာတဲ့များရန်သူတွေကိုတာအိုကခြေစွမ်းရည်နဲ့ခြေပုံပါတယ် light ထင်ကြီးသွားမလားမျောလင်းပေမဲ့ light ကတော့အလင်းကြောက်လောက်ပဲစိတ်ဝင်စားနေတာပါတာအိုတော့တစ်ချက်လေးတောင်ကြည့်မနေခဲ့ပါဘူးတာအိုကလည်းအဖွဲသားရှာများလို့တအူးတဲ့စွန်စားသူလုံနေရတာလို့ပြောပါတယ်တကယ်တမ်းကြိုက်ချင်စရာကောင်းလေးနဲ့မစုံသေးတာကြောင့်ဆိုတော့တာအိုနဲ့ကျွန်တော်တို့ပဲသိပါတယ်
လန်တော့မှာခဏနားနေတော့အခွင့်အရေးအရယူပြီးတော့ခြေစွမ်းအင်ကြောင်းတာကိုမေးပါတယ်ခြေစွမ်းအင်ကြောင်းသိရလူကပြည်မမှာရှားတာကြောင်းတာကိုကအံ့ဩသွားပေမဲ့အသက်ရှူနီကိုရှင်းပြပါတယ်မထင်ထားလောက်အောင်တခါတည်းခြေစွမ်းကိုအလွယ်လေးတင်ယူလိုက်တာလည်းနှစ်ယောက်မရှိရလွိုက်ပါပဲသဘောကျသွားတဲ့တာကိုကရဲရဲရောတင်ပေးခြင်းစိတ်ဖြစ်သွားပါတယ်တစ်ဖက်မှာတော့ကိုဘကိုမင်းသားလေးလုပ်ပြီးတော့အေးဆေးမနေနိုင်တဲ့လွိုက်ကိုလူစားထိုးထားတဲ့ green ကထူးဆန်းတယ်လို့တွေးနေမိပါတယ်ဟုတ်ပါတယ်စီးစိမ်ခံစားမယ်စားမွန်တော့တကောက်ကောက်လိုက်နေတဲ့မင်းသားဆိုတာရှားမရှား right တယောက်ထဲပါဒီလိုနဲ့ right အစားပျော်သွားနေတဲ့ green ဘဝတွေကို cyber ထက်ရောက်လာခဲ့ပါတော့တယ်တာအိုတို့ဘောကိုတတ်နိုင်သွားပါတယ်ရဲနာတက်တာလည်းရှိမဲ့အရာတဲ့ရဲနာတက်တာရဲ့လက်ရကို right ကသဘောကျနေပြန်ပါတယ် right ရဲ့အပြုတ်မှုတွေကိုတာဝါတော့သဘောကျပြင်းကျနေရင်တက်တာကိုဖွင့်လိုက်တဲ့အခါမှာတော့စွမ်းရည်တစ်ခုထွက်ပေါ်လာပါတယ်တကယ် boss စီကလှည့်စားခံလိုက်ရတာဖြစ်ပြီး right လက်မြန်လို့တာတာကိုနှစ်ပိုင်းပြတ်ပြီးတော့မသေးသွားတာပါအဲ့ဒီအချိန်မှာပဲဒီတန်ချင်းရဲ့ boss အယိုးကြောင့်မိစ္ဆာထွက်ပေါ်လာခဲ့ပါတော့တယ်လက်ဆိုတဲ့မိစ္ဆာကစွမ်းနေတယ်လို့တာဝါပြောပါတယ်ဒါပေမဲ့တိုက်ပွဲမစခင်မှာပဲ right ကိုအပြင်ထွက်သွားခိုင်းပါတယ် right ကထွက်သွားခြင်းမရတာကြောင့်တာဝါပဲကန်ထုတ်လိုက်ရတာကိုတွေ့ရမှာပါပြီးရနဲ့လက်ဆိုတဲ့မိစ္ဆာနဲ့တာဝါတို့တိုက်ခိုက်ကြပါတယ်တကယ်တော့လက်ကတာမမိစ္ဆာမဟုတ်ပါဘူးအေးစစ်စွန်စားသူတော့မနှဲနိုင်ရောမမိစ္ဆာမျိုးပါလွိုက်ကိုထိခိုက်မှာစိုးရင်တာကြောင့်တာဝါအချိန်ဆွဲထားပြီးတော့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့လည်းနိုင်ယူဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ပါဘူးတစ်ဖက်မှာတော့တာဝါကန်ချက်ကြောင့်လွိုက်အပြင်ကိုရောက်သွားပါတယ်လွိုက်ကတော့တာဝါရဲ့ခြေစွမ်းရင်ရောတိုက်ပွဲကိုပါဆက်စုချင်နေတော့မှာပဲဒါပေမဲ့တာဝါသီးတတာကြီးသူ့ကိုနှင်ထုတ်လိုက်တာမို့လို့ပြန်သွားတင်မတင်ဆိုတော့ဝေခွဲမရပါဘူးဒါကြောင့် green ကိုမေးဖို့လုပ်ပါတယ်ကတ်တာက green ဘက်ကလည်းသူ့ကိုမတုတ်ပြန်နိုင်တော့ပါဘူး green ပြောနိုင်တာတခုကတော့တေးမြောင်အတန်မျိုးနဲ့ကဲပါအောင်ဆိုတော့ပါပဲတေးကြပေါ့တစ်ဖက်မှာ cyber legend နဲ့ green တိုက်ပွဲနေပါပြီcyber နဲ့ရင်ဆိုင်နေပြီမို့လို့လွိုက်လေးပြန်မှဖြစ်တော့မှာပါလွိုက်လို့အောင်ချက်ဆွဲထားပြီးတဲ့တာဝါကလည်းတဖြည်းဖြည်းနဲ့အားပြက်လာနေပါပြီချီစွမ်းသုံးတဲ့သူမှန်တီတော့လက်ကတာအိုကိုစလောက်ပါတယ်လက်ကလည်းလွိုက်လိုမျိုးအတက်ပညာမျိုးစုံတက်ကျွမ်းထားတဲ့သူပါနိုင်ရခဲ့တဲ့များစွန်စားသူတိုင်းရဲ့စွမ်းရည်နဲ့ပညာကိုဝါမျိုးထားတာကြောင့်တာအိုလိုမျိုးချီစွမ်းရည်သုံးတဲ့သူအထင်မကြီးပါဘူးချီစွမ်းရည်ပေါ်အထင်သေးခံရတာကိုတော့တာအိုကသိမခံနိုင်ပါဘူးနေပေါင်းများစွာတင်လာရပြီးတော့ရီစားတော်မထားနိုင်တဲ့အဖြစ်ကိုတိုင်တယ်ရင်းနဲ့အစွမ်းကုန်ပြန်တိုက်ခိုက်ပါတယ်ဒီလိုနဲ့လေးရဲ့အကာအကွယ်ကိုဖျက်နိုင်သွားပါတယ်ဒါပေမဲ့လေးတော့နည်းနည်းလေးမှမထိခိုက်သွားပါဘူးတာအိုကလည်းအားကုန်သွားပြီးတော့လေးတိုက်ခိုက်လာတော့မရှောင်နိုင်တော့ပါဘူးကံကောင်းဆောင်နဲ့ပဲလွှမ်းရောက်လာပြီးတော့တာအိုကိုကာကွယ်ပေးလိုက်ပါတယ်ပြီးရနဲ့လက်ကိုစိန်ခေါ်ပြီးတော့ပြန်တိုက်ခိုက်ပါတယ်အားလုံးအောင်သွားလောက်အောင်လွိုက်ကလေးအစ်စ်မော်နဲ့ချီစွမ်းရင်ကိုပေါင်းပြီးတော့တုံးသွားခဲ့တာပါမိစ္ဆာတော်မှာသူကာရာကျွတ်သွားတော့တတိမထားမိနိုင်လိုက်ပါဘူးလေးဘက်ကပြန်တိုက်ခိုက်လာတဲ့အချိန်မှာတော့လွိုက်ကအကာအကွယ်ဆက်ယူထားခဲ့ပါတယ်ပြန်မတိုက်ခိုက်နိုင်တော့ဘူးလို့လက်ကထင်နေခဲ့ပေမဲ့လွိုက်ကတော့ချီစွမ်းရင်ခက်ခဲပုံကိုပဲထိုင်တွေးနေတာပါဒီလိုနဲ့ချီစွမ်းရင်ကိုမရမကသုံးနေသေးပေမဲ့ယူထားတဲ့အကာအကွယ်ကြောင့်ကောင်းကောင်းသုံးလို့မရပါဘူးအကာအကွယ်ပြောက်သွားချိန်မှာတော့လက်ကသူ့တိုက်ခိုက်ချက်ကြောင့်ပြတ်သွားရဲ့လို့ပဲထင်လိုက်ပါသေးရဲ့ဘေးကကြည့်နေတဲ့တာဝါကတော့ချီစွမ်းရင်ပို့သုံးနိုင်အောင်အကာအကွယ်ကိုပြန်သိမ်းလိုက်တယ်ဆိုတာကိုတတိထားမိလိုက်ပါတယ်လက်ကအနိုင်ရပြီလို့ထင်လိုက်ပေမဲ့လွိုက်ကအကာအကွယ်သိမ်းပြီးရနဲ့ပြန်တိုက်ခိုက်ပါတော့တယ်လူဖြစ်တဲ့လွိုက်ပြန်တိုက်ခိုက်တာနဲ့မဲစာဖြစ်တဲ့လက်ခမတားတော့မတားနိုင်ရှာပါဘူးလွိုက်ရဲ့အယူမှုတိုက်ခိုက်နေပုံကြီးကိုကြည့်ပြီးတော့လက်ကလည်းတုံလုံးလာရပါတယ်နောက်ဆုံးမှာတော့လက်ဘက်ကအကာအကွယ်ပြန်ယူရတဲ့အထိပါပဲဒါပေမဲ့ချီစွမ်းရင်ပါတဲ့ပအောင်ထက်အောင်သုံးပြီးတော့လေးရဲ့အကာအကွယ်ကိုလေးဥပါတစ်ချက်တည်းအပြတ်ဖြတ်ပစ်လိုက်တာပါနောက်ဆုံးချိန်ထိလက်ဘက်ကမဖြစ်နိုင်ဘူးလို့ပဲရေရွနိုင်လိုက်ပါတယ်တာကတော့ right ကိုအထင်ကြီးတဲ့ကြီးလာပြီးတော့သူ့ရဲ့ဖြစ်တည်မှုပေါ်နည်းနည်းလေးမှတန်တရားမဝင်ပါဘူးရဲနာသစ်တာတွေမှာတော့တတို့တစ်ချောင်းပဲရှိနေခဲ့တာပါမော်ဆွိုင်းအနေငယ်ပဲရှိနေတာကြောင့်နောက်ဆုံးမှာတော့စိတ်ဝင်စားနေတဲ့ right ပဲယူထားလိုက်ပါတယ်တိုက်ပွဲပြီးတော့တာကြောင့်တန်ကျင်ပြောက်ွယ်ဖို့အချိန်ရောက်လာပါတယ်ရဲနာသစ်တာကမြေကြီးတဲ့အချိန်နင်းမြုပ်သွားပေမဲ့တန်ကျင်လောလောပေါ် right ကစိတ်ဝင်စားသွားပြပါတယ်ဒီလိုနဲ့တစ်တာကိုမရမကပြန်ဆွဲထုတ်လိုက်ပါသေးရဲ့တန်ကျင်ပြန်မိတ်သွားတာနဲ့ right လဲပြန်ဖို့အချိန်ရောက်လာပါတယ်မပြတ်ခင်မှာတာဝါမော်ဆွမ်းရင်သုံးမဲ့စားချီစွမ်းရင်သုံးရတဲ့အကြောင်းရင်းကိုမေးပါသေးတယ်။တာဝါစိတ်ထဲမှာတော့သူနဲ့ချီစွမ်းရင်ကိုလောင်လို့ပညာပြရလို့ထင်မိသေးတာပါ။ Right ကတော့အရေးကမ်းမသိပဲနဲ့ပြောစရာကောင်းမဲ့ထင်လို့သုံးတာပါလို့ပြပြတသားဖြေလိုက်ပါတယ်။ Right မပြတ်ခင်မှာပဲ Right နောက်ဆုံးသုံးခဲ့တဲ့အကွက်ကချီစွမ်းရင်အမြင့်ဆုံးအကွက်ဖြစ်ကြောင်း Right ကိုပြောပြပါတယ်။အဲဒီအစဉ်ကိုတာဝါတော့မတက်ပါဘူး။ဒါပေမဲ့ Right သဘောကျတဲ့မင်းကလေးမျိုးဖြစ်တဲ့အထိလေ့ကျင့်မယ်လို့ကတိပေးလိုက်ပါတယ်။စွမ်းရင်လောက်စိတ်ဝင်စားတဲ့ Right ကတော့တမျိုးပါသာပြန်ပြီးတော့ပိုတိုးတန်အောင်အတူတူကြိုးစားကြမယ်လို့ပြောပြီးတော့ဆက်သွယ်ဖို့နီးလန်းအောင်မပြောဘဲနဲ့ထွက်သွားခဲ့ပါတယ်။နန်းတော်ပြန်ရောက်တဲ့အခါမှာတော့တန်ရာအပြည့်နဲ့မောက်နေတဲ့ green ကိုတွေ့ရမှာပါ။တန်ရာတွေအပြည့်နဲ့မသိအောင်တမယ်ဖြစ်နေတဲ့ green က Right ပြန်ရောက်လာတဲ့အထိတောင်းလုံးနေတော့မှာပဲ။ Right ထွက်သွားတော့မှ Cyber green ကိုသူ့အထင်နဲ့ဓာတ်ရည်လေ့ကျင့်ပေးခဲ့ပြန်တာပါ။ပုံမှန်ထက်အားနည်းနေတာကြောင့်တိမ်မတက်လေ့ကျင့်ပေးခဲ့တာကိုခံလိုက်ရပါတယ်။ green ကများနတ်ဆိုးဖြစ်ပေမဲ့လို့ Right ကိုမြင်မြန်ပြန်မလာလို့ငိုပြီးတော့အပြစ်တင်မြန်ပါတယ်။ကျန်နာဖြစ်ရလာတဲ့တစုံအပြက်ကိုမြင်ပြီးတော့ green ကပို့ပြီးစိတ်ပြတ်သွားပါတယ်ဒီဓာတ်အတွက်နဲ့သူ့ကိုပြစ်ထားရက်လေခြင်းလို့တွေးနေမှာတော့အသေးချပါဒါမှမော်ဆွိုင်းနည်းနည်းရှိနေရကြောင်းမန်နာအနစ်ကိုလွှိုက်ထုတ်လို့ရပါတယ်မန်နာနဲ့ဆိုညွန့်မော်ဆွိုင်းကိုသုံးလို့ရပါမယ်ဒါကရတဲ့မန်နာကနည်းနေရကြောင်းမလွယ်ပါဘူးမန်နာကုန်တဲ့ပြင်မအောင်မြင်သုံးရတဲ့လက်နက်ပါအလကားဖြစ်မှာပါ
ဒါကြောင့်ဘာမဆိုတက်တဲ့ Lloyd ကမန်နာကိုကိုယ်တိုင်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရတာတဲ့မန်နာအနစ်မှာပါတဲ့ကုန်ကျန်းတွေကိုတော့ရေအစစ်မွန်နဲ့ခွဲချမ်းကြည့်လိုက်ပါတယ်။စီငွေနဲ့မိစ္ဆာကိုအမုံလိုပါတယ်။တန်ကြီးရလာတဲ့ကိုတော့ Lloyd မှာရှိရကြောင်းစီနဲ့ငွေပဲလိုတော့တာပါ။ပထမဆုံးအနေနဲ့အဖေပြစ်သူစီသွားပြီးတော့မဖို့တောင်းပါတယ်။ရွှေရင်းကအစားငွေရင်းကပဲတောင်းတဲ့သားတော်ဖြစ်သူအဖေကတော့ဇုတ်ထင်ကြည့်ပြန်ပါတယ်။မဖို့တွေကိုဘယ်မှာသုံးလဲလို့စိတ်ဝင်စားပေမဲ့တေးကြတာတစ်ခုကတော့ဘယင်ဖြစ်နေလဲပဲမှန်းလို့ရမှာမဟုတ်ပါဘူး။ Lloyd ကအခန်းထဲရောက်ချင်းမန်နာဆက်ဖို့ငွေရင်းကားတွေကိုအရေးဖြောပြလိုက်တာပါ။ပြီးရနဲ့စိုက်ဘာဘက်လှည့်သွားပြပါတယ်။စိုက်ဘာနဲ့ဓာတ်ရိုက်ပြိုင်ပြီးတော့နိုင်ငံရင်စီပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်။ရှိသမျှအစွမ်းအကောင်ထုတ်သုံးပေမဲ့လည်းစိုက်ဘာကိုမနိုင်ခဲ့ပါဘူး။ဒါပေမဲ့အရင်နေ့ရက်ထက်ပြန်တိုးတက်လာတဲ့ Lloyd ကိုစိုက်ဘာစီပေးလိုက်ပါတယ်။အရင်နေ့က Lloyd ဖြစ်ခဲ့ပုံပြန်တွေးပြီးတော့ဝမ်းနေသွားတဲ့စိုက်ဘာကတခါလေတော့အချင်းမြင့်မရှိအားနေတဲ့နေ့တွေရှိတာပဲလို့ကောက်ချက်ချလိုက်ပါတယ်။အချင်းမြင့်မရှိအားလဲခဲ့တဲ့ Green ကတော့တောင်းမာကပ်ပြီးတော့နာကျင်သွားရပါတယ်။ Lloyd လိုလူတော့နိုင်တဲ့စိုက်ဘာကိုလည်းမကောင်းဆိုးရပဲလို့ထင်လိုက်ပါသေးတယ်။စီတောင်းတဲ့ Lloyd ကိုစိုက်ဘာဟင်းချက်မယ်လို့ထင်ပြီးတော့ရသာရှိရှိချက်နိုင်ဖို့ဆူတောင်းပေးလိုက်ပါသေးတယ်။စိုက်ဘာလိုလူလည်း Lloyd ကိုခံမန်းနိုင်စွမ်းမရှိတာတော့မရှိတာပါပဲ။ပြီးရနဲ့ညှို့ယူမော်စွမ်းရင်ကားတာကိုရေးဖို့အတွက်လက်နက်ကိုဒုတိယမင်းသား Airbus ကိုတောင်းပြန်ပါတယ်။မော်စွမ်းနဲ့ပတ်သက်လို့အရန်စိတ်ဝင်စားနေတဲ့ Lloyd ကို Airbus ကတော့သဘောရိတ်ကြနေပြန်ပါတယ်။သူ့မှာရှိရဲ့တော်ဝင်ဆောက်နေတဲ့လက်နက်ကိုငှားပေးဖို့ပြောလိုက်ပါတယ်။မင်းသားပြောလို့ရှိသမျှအကုန်ထုတ်ပေးခဲ့ပေမဲ့သူတို့လက်နက်တွေကကလေးကစားကြဖြစ်ပြီးလို့တော့တွေးမိကြပါသေးတယ်။အကြောင်းတည်းရဲ့ Green ကတော့အတင်းတုပ်နေတဲ့အဆောင်အဖွဲ့ကိုအယူရီလိုကြည့်နေပါတယ်။ဒီလိုနဲ့မန်နာအနေနဲ့ရလာတဲ့ဓာတ်တွေပေါ်ဂါရာရေးရဲ့လုပ်ငန်းကိုစလိုက်ပါတယ်။ခတ်တာကဆေးလှုပ်ရှားလုံပြီးတော့ဂါရာတွေအများကြီးကိုရေးမိသွားတာပါ။ဒီလိုနဲ့စွမ်းရင်တဲ့ကိုမခံနိုင်ပဲနဲ့ဓာတ်အတော်များများကျိုးကုန်ပါတယ်။နောက်ဆုံးမှာတော့အချောင်း120တဲ့က50လောက်အောင်မြင်သွားတာကြောင့် Airbus တို့လည်းအောင်သွားပါတယ်။ Airbus ထင်တာတဲ့ Lloyd ကပို့စွမ်းနေဆိုတာကို Airbus နားလည်စားပြုလာပါပြီ။အဆောင်တယောက်ကတော့လက်နက်တွေပျက်စီးကုန်လို့ကျန်တာနဲ့ဂျင်းလာထဲတယ်လို့ထင်မြင်ပါတယ်။ဖြစ်ချင်တော့ Lloyd မော်ကလာရေးထားတဲ့ဓာတ်ကိုတအိမ်နဲ့ထက်တဲ့ချင်းမှာပဲတအိမ်နဲ့ချမ်းကွက်ထက်သွားတာပါပဲ။သူလောက်ထားတဲ့ဓာတ်တွေအသုံးဝင်မှုကို Lloyd လည်းသိချင်ပါတယ်။အဲဒီခါမှာတော့ Airbus ကသူနဲ့အတူအဖေတောင်ဝင်ပေးထားတဲ့မိစ္ဆာအမဲလိုက်ပွဲကိုလိုက်ခဲ့ဖို့ Lloyd ကိုခွင့်ပြုပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ Lloyd တယောက်အပြင်ထွက်သွားခွင့်ရခဲ့ပြန်ပါတယ်။အမဲလိုက်မဲ့နေရာကတော့တစ်ခုအလွန်အားရေကန်ပဲဖြစ်ပါတယ်။အဲဒီရေကန်မှာမိစ္ဆာတွေထွက်လာတတ်တာကြောင့်ပါ။ရှေ့ကြပပအပြင်ထွက်ရတဲ့အပြင်သူလောက်ထားတဲ့ဓာတ်တွေစမ်းမစမ်းသိရတော့မဲ့ Lloyd ကစိတ်လှုပ်ရှားနေခဲ့ပါတယ်။ Lloyd နဲ့အတူစိုက်ဘာလည်းပါလာပါတယ်။ Airbus ကလိုက်ခွင့်ပေးခဲ့တာပါ။နီးပြဖြစ်လို့စိတ်ပူနေရလို့ပြောတဲ့စိုက်ဘာကို Airbus ကနီးပြထက်မပူဘူးလားလို့စားလိုက်ပါတယ်။ရုတ်တရက်စိုက်ဘာဓာတ်ဆွဲထုတ်လိုက်တာကြောင့် Airbus လည်းလန့်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲခေါ်ဖို့ဆိုတဲ့မကောင်းဆိုးဝါးတတိုင်းဂျုံကိုတိုက်ခိုက်လာတာပါ။တကယ်တမ်းသူတို့လာနေတာကို Lloyd ကသိနေပြီးသားပါ။ချီစွမ်းရုံမပြတ်သုံးနေရကြောင်းပပတ်လည်မှာရှိနေတဲ့အရာတိုင်းကို Lloyd ကအာရုံခံမိပါတယ်။နောက်ဆုံးမှာတော့သူ့လက်နက်တွေရဲ့အစမ်းကိုသိရတော့မှမလို့ပျော်နေပြန်ပါတယ်။ကြောက်ရှင်အောင်ဆောင်နေတဲ့ Lloyd ကိုဘာမှမသိတဲ့စိုက်ပါတော့ကာဝယ်ပေးဖို့အဆင်သင့်ပါပဲ။ Lloyd ရေးသားသမျှဓာတ်တိုင်းရမကောင်းဆိုးဝါးတွေကိုတစ်ချက်တည်းနဲ့အပြတ်တက်နိုင်နေပါတယ်။လက်နက်ကင်ထားတဲ့အဆောင်တွေတောင်မှကြောင်တောင်ဖြစ်ကုန်ပါသေးတယ်။ဒါကိုကြည့်ပြီးတော့ညီဖြစ်သူကို Airbus အမွှန်းနေတင်မြန်ပါတယ်။တစ်ဖက်မှာတော့ဘာမော်စွမ်းအိမ်မှာမရေးထားတဲ့တာမန်ဓာတ်နဲ့စိုက်ပါလည်းမကောင်းဆိုးအပုံလိုက်ကြီးကိုရှင်းလာပါတယ်။ဒါကိုကြည့်ပြီးတော့ Lloyd တောင်မှစိုက်ပါရဲ့စွမ်းအင်ကြီးပုံကိုလမ်းမိပါသေးတယ်။အဲဒီအချိန်မှာပဲ Lloyd ကိုမကောင်းဆိုးတစ်ကောင်ဝင်တိုက်ခိုက်ပါတယ်။အချိန်မီအကယ်ခံလိုက်ရပေမဲ့ကဲလူကအလာတော့ပါမလာတဲ့တာအုပ်ဖြစ်နေခဲ့ပါတယ်။ရုံမဖြတ်ထားတော့သတိလွတ်ပြီးတော့တာအုပ်စကားပြောမိမလို့ဖြစ်သွားပေမဲ့ Lloyd ကအချိန်မီထင်းလဲနိုင်ပါတယ်။တကယ်တော့ Lloyd သုံးနေတဲ့ချီစွမ်းရင်ကြောင့်တာအုပ်ကအာယုံခံမိပြီးတော့ရောက်လာခဲ့တာပါ။ဒါကြောင့် Lloyd ကိုလည်းနည်းနည်းတန်တရားဝင်သွားပါတယ်။ရုံမတူတာကြောင့်ချက်ချင်းမရိပ်မိတဲ့အပြင်စိုက်ပါရောက်လာပြီးတော့ Lloyd ကိုမထိဖို့ပြောရကနှစ်ယောက်သားရန်ထားပြကြပါတယ်။နောက်ဆုံး Airbus ဝင်တားလိုက်ရပြီးတော့တာအုပ်ရေကန်အထိလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။ရေကန်အရောက်မှာတော့တာအုပ်ကူညီပေးခဲ့တဲ့အတွက် Airbus ကျေးဇူးတင်လိုက်ပြီးတော့သူကမင်းသားဆိုတော့ပြပြလိုက်ပါတယ်။ Airbus ကသူရှာနေတဲ့လူနဲ့တူနေတော့တတိထားမိသလို Lloyd ကလည်းတဝက်တူနေရကြောင်း Lloyd ကိုတာအုပ်ကလိုက်ရှာပါတယ်။တစ်ဖက်မှာတော့ Lloyd လည်းတာအုပ်ပုံနေရပါတယ်။ချီစွမ်းသုံးလိုက်လို့တာအုပ်ရှာတွေ့သွားပေမဲ့မသုံးတော့ရင်လည်းတန်တရားဖြစ်စရာကောင်းသွားမှာပါ။ဒါကြောင့်မကောင်းဆိုးပေါ်မလာခင်အထိပုံတွေကိုဆုံးဖြတ်လိုက်ပါတယ်။တဲတဲ့ဝင်ချင်းမှာတော့စိုက်ပါအထဲမှာရှိနေတာကိုတွေ့ရမှာပါ။တိုက်ခိုက်ရင်သွေးတွေပေးကုန်တာကြောင့်အဝတ်လဲနေတာပါ။ဒါအပြင် Airbus ကိုအဆောင်တွေအကုန်ကြည့်ပေးနေတာမို့လို့ Lloyd ကိုစောင့်ကြည့်ပေးမှာကစိုက်ပါတယောက်တည်းရှိတာပါ။အတူအိတ်မယ်လို့ပြောတဲ့အခါမှာတော့ Lloyd အသေးအသေးညင်ရပြန်ပါတယ်။အပြင်မှာမကောင်းဆိုးဝါးတွေရှိနေတဲ့အပြင်မေးလိုက်ရသည်ရောက်နေတဲ့ကြောင်မတစ်ကောင်ရှိရဲလို့စိုက်ပါပြောပါတယ်။တက်တိုက်စတိုင်းစိုက်ပါပြောတဲ့ကြောင်မဖြစ်တဲ့တာအုပ်ကလည်းတဲတဲ့ကိုဝင်လာပါတယ်။အာယုံခံမိတာကြောင့်စိုက်ပါပစ်လိုက်တဲ့တာကိုတာအုပ်လည်းကတ်သီးလေးအမြန်ဖမ်းလိုက်ရပါတယ်။နှစ်ယောက်သားမျက်နှာချင်းဆိုင်မိသွားတာနဲ့မွေမွေချင်းချိန်မြင်သလိုရန်ဖြစ်ကြရပြန်ပါတယ်။စိတ်ညစ်လာတဲ့ Lloyd လည်းဝေဝေးရှောင်နေလိုက်ပါတယ်။အနာရောက်လာတဲ့ Lloyd ကို Airbus ကမိန်းမတွေကိုတတိထားဖို့ပြောပါသေးရဲ့။ Airbus ကတော့မိန်းမတွေကိုအတော်လေးကြောက်နေတဲ့လူပါ။ Lloyd နားရောက်တဲ့ခါမှာစိုက်ပါအတော်လေးပြောင်းလဲသွားတာကိုလည်း Airbus ကတတိထားမိပါတယ်။တာဝါတောင်ပေါ်မှာရှိနေတဲ့ဖုန်းကြောင်ကိုပြင်ဖို့ရောက်နေကြောင်းပြောပြပါတယ်။စိုက်ပါကပြန်လိုက်ဖို့ပြောပေမဲ့အာယုံခံနိုင်စွမ်းရှိတဲ့တာကိုမနေ့အထိစောင့်လုပ်ပေးဖို့ Airbus ကတောင်းဆိုလိုက်ပါသေးရဲ့။အဲဒီအချိန်မှာပဲအမောင်ကြီးကနေမကောင်းစွာတစ်ကောင်ထွက်လာပြန်ပါတယ်။
ဒီတစ်ခါမှာတော့ဘဲဥဆိုတဲ့မကောင်းဆိုးတစ်ကောင်ဖြစ်ပြီးတော့အရွယ်စားကြည့်ပေမဲ့မြန်တဲ့အထဲမှာပါပါတယ်မကောင်းဆိုးအောင်မြင်တဲ့အခါမှာတော့ဂရင်းကဖုန်းကြောင်းနဲ့ပတ်သက်လို့တကူကိုတတိပြုမိသွားပေမဲ့ဘာလဲဆိုတော့သူကိုယ်တိုင်လည်းသိချာမသိပါဘူးလိုက်လုပ်ပေးထားတဲ့ဒါနဲ့အတူမကောင်းဆိုးအောင်တစ်ချက်တည်း airbag တက်လိုက်နိုင်ပါတယ်အားလုံးက airbag ကိုကြီးကျူပေမဲ့ airbag ကိုယ်တိုင်ကတော့ဒါကြောင့်ဆိုတော့နားလဲပါတယ်ရုပ်တရက်ဆိုလို့ green တတိရသွားပါတယ်တကယ်တော့အဲ့ဒီဖုန်းကြောင်းထဲမှာနတ်ဆိုးတစ်ကောင်ကျဲပိတ်ထားတာပါဒါပေမဲ့နောက်ကျသွားခဲ့ပါပြီဘဲဥပြန်ထလာပြီးတော့သူ့ပါဇက်ထဲကနေပါစုစုဆိုတဲ့နတ်ဆိုးထွက်ပေါ်လာပါတယ်နောက်တဲ့မကောင်းစွာပေါင်းများစွာရောက်ရှိလာခဲ့ပြီးတော့ဒီတစ်ခါမှာတော့လွှဲရထားနဲ့လည်းအသိမတတ်နိုင်တော့ပါဘူးပြန်လဲကုသနိုင်စွမ်းနဲ့အတူတေသွားတာမျိုးလည်းမရှိပါဘူးဒါကနတ်ဆိုးမှန်တော်စင်ငယ်ပြောင်းလဲပြီးမကောင်းစွာတွေကိုထိန်းချုပ်ကြိုးကန်ထားတဲ့သဘောဖြစ်ကြောင်း green အရှင်းပြပါတယ်အလိုက်ကန်းဆုံးမသိတဲ့လွှဲကတိုက်ပွဲအလယ်မှာပဲပညာအသစ်ကိုသင်ယူဖို့ဆက်ရတက်ကြွသွားပြန်ပါတယ်အားလုံးအသေးအံတိုက်ခိုက်နေကြတာကြည့်ပြီးတော့ green ကအာနာတတ်ပေမဲ့လွှဲကတော့စိတ်ကိုမဝင်စားပါဘူးဒီလိုနဲ့အားလုံးနောက်မှာနေနေတဲ့လွှဲကိုနတ်ဆိုးကဖဲ့ပါတော့တယ်လွှဲကတော့ဘလုံမမနေပေမဲ့စိုက်ပါဒေါသဖြစ်သွားပြီးတော့နတ်ဆိုးကိုဝင်တိုက်ခိုက်ပါတယ်စကားအဆမ်းပြတ်ပြောနေတဲ့နတ်ဆိုကိုအပုံနဲ့နန်တယ်လို့ပြောပြီးတော့ပါဇက်တောင်ပိတ်ခိုင်းလိုက်ပါသေးတယ်။ချက်ကောင်းထိသွားတဲ့နတ်ဆိုလည်းတိပခတ်နိုင်တော့ပဲစိုက်ပါကိုတိုက်ခိုက်ပါတယ်။စိုက်ပါကတော့ထိခိုက်သွားတာမျိုးမရှိဘဲနဲ့နတ်ဆိုဝင်နေတဲ့ဘဲဦးရဲ့လက်ပဲပြတ်ထွက်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူထိန်းချုပ်ထားတဲ့မကောင်းစွားကြီးလည်းနေသွားပါတယ်။မန်နာကိုကူစားဖို့သုံးတဲ့အချိန်မှာထိန်းချုပ်ထားတဲ့ကောင်တွေကနေသွားရတာပါ။ဒါကြောင့်ဘသူ့ကိုဦးစားပြီးတိုက်ခိုက်ရမလဲဆိုတော့စိုက်ပါတို့နားလဲသွားပါတယ်။တစ်ဖက်မှာတော့တတရာနဲ့ပဲပညာသင်ယူနေပါတယ်။မန္နာပုံစံပြောင်းတာကမကောင်းစွားတွေအတွက်တောင်အတော်လေးလေ့ကျင့်ရအောင်ရှင်းပြပေးမယ်လွိုက်ကတော့လွိုက်ပါပဲမန္နာအကြောင်းနဲ့ပုံစံပြောင်းရုံမကလို့အနမ်းအောင်ထည့်လိုက်ပါသေးရဲ့ပန်းရောင်ပန်းပုံစံပြောင်းပြီးတော့ပန်းနဲ့ထည့်ထားတဲ့မန္နာအနံ့အောင်ရှူပြီးတော့နှကောင်သားတော့နိဗ္ဗာန်ရောက်နေကြပါတယ်အကောက်ဝင်မပါဘာမပါနဲ့ဓာတ်ချောင်းနဲ့တက်ခိုက်နေတဲ့စိုက်ပါကိုနတ်ဆိုးကအံ့အားသင့်လာပါတယ်ဒီလိုလူမျိုးကဘလို့ဖြစ်ပြီးတော့ကလေးထိတ်လုံးနေရလဲဆိုတော့နားမလည်နိုင်ဖြစ်လာပါတယ်ဒီလိုနဲ့လွိုက်ကဘလို့ကလေးလဲဆိုတော့စိတ်ဝင်စားအောင်မလို့လွိုက်ကိုတက်ခိုက်ရမယ်လို့ရန်စားရုံနဲ့စိုက်ပါငြိမ်သွားပါတယ်နတ်ဆိုးကတော့အားနဲ့ချက်ကိုကင်ပြီးပြီလို့ထင်လိုက်ပါတယ်ဖြစ်ချင်တော့အားနဲ့ချက်ဟုတ်မနေပဲနဲ့ဒေါသပူထက်သွားရတဲ့စိုက်ပါကနတ်ဆိုးကိုနှစ်ချမ်းမှာချမ်းပြီးပြစ်လိုက်ပါတယ်ပြီးရနဲ့နတ်ဆိုးတော့အလုံးမကျက်နိုင်တော့တဲ့ဓာတ်ချက်ပေါင်းများစွာကိုသုံးပြီးတော့တိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့ဘဲဦးအပြိုင်ပြတ်ထွက်ပြီးတော့အထက်ကနတ်ဆိုးလည်းအပြင်ကိုထွက်လာပါတော့တယ်ဒီဇက်လိုင်းရဲ့အပိုင်းကမှာတော့စိုက်ပါနဲ့နတ်ဆိုးပါစုစုတို့တိုက်ပွဲစတင်နေခဲ့ပါပြီနတ်ဆိုးထင်းချုပ်ထားတဲ့မကောင်းဆိုးဝါးတွေကိုလည်းအဲဘတ်တို့အမောက်တိုက်နိုင်သွားပါတယ်ဒါပေမဲ့နတ်ဆိုးကိုမတတ်နိုင်မချင်းပွဲရတော့ပြီးတော့မှမဟုတ်ပါဘူးဒီလိုနဲ့အဲဘတ်တို့စိုက်ပါကိုကူတိုက်ပေးဖို့လုပ်ကြပါတယ်ရုပ်တရက်ဒူးစက်နဲ့ငွေတွေထွက်လာပြီးတော့စိုက်ပါပါဝင်အဲဘတ်တို့ကော်လုံးမလောက်နိုင်ဖြစ်ပြီးတော့လဲကြကုန်ပါတယ်ဒါကတော့နတ်ဆိုးရဲ့အပိုင်စီးခြင်းပါပါအငွေကိုရှူမိရဲ့လူတိုင်းနတ်ဆိုးရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ကုန်ပါပါအခွင့်အရေးရတာနဲ့သူ့အနိုင်ကျင့်လာတဲ့စိုက်ပါကိုနတ်ဆိုးကလက်စားချေဖို့လုပ်ပါတယ်ကံကောင်းစွာနဲ့တာအဝင်ကယ်လိုက်ပါတယ်သူ့မောင်မမီးရဲ့တာကိုနတ်ဆိုးလက်အံ့အားတင်သွားပါတယ်တာဝရဲ့ဒူးစက်နဲ့အသက်ရှူနေကြောင်းမောင်ဆွဲမစော့ယူမိဘူးဆိုတာကိုနားလည်သွားပါတယ်ဒီလိုနဲ့စိုက်ပါအစားတာကိုတိုက်ခိုက်ပါတယ်တိုက်ပွဲကြမှာတာအိုလက်အသက်ရှူနေမားလာပါတယ်စိုက်ပါတော့သူမလောက်နိုင်တော့တာမို့လိုက်ကိုခေါ်ပြီးတော့ထွက်ပြေးဖို့တာအိုမှာပါတယ်တာဝတော့ထွက်မပြေးခဲ့ပါဘူးလက်ဆိုးလက်ထဲရောက်သွားတော့လေအရှုံးမပေးပဲတိုက်ကွက်ကြီးကိုသုံးပြီးသွားပါတယ်ချက်ချင်းအသက်ရှူနေကိုထိန်ပြီးတော့စက်တက်ခိုက်နေုံပဲရှိပါတော့တယ်ဒါပေမဲ့မကောင်းစွားတွေပြန်ထလာပြီးတော့တာအိုကိုမိသွားပါတယ်သူ့ဆိုရင်ပေါ်ယုံကြည်လို့နေတဲ့ပါစုစုကစကကြီးစကကျဲတွေပြောရပါတယ်ပြီးရနဲ့မကောင်းဆိုးအောင်ထိန်းချုပ်ပြီးတော့တာအိုမျိုးချခိုင်းလိုက်ပါတယ်ဒီလိုနဲ့စိုက်ဘာဘက်ကိုပြန်လိုက်ပြီးတော့အပြစ်ပေးဖို့လုပ်ပါတယ်စိုက်ဘာလို့ဓာတ်သမားမျိုးကိုအစီကံဖြစ်ထိန်းချုပ်နိုင်ရင်သူ့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပြီးတော့ပျော်နေတဲ့ပါစုစုကလွိုက်ကိုတော့တတိမထားမိပါဘူးဘဲဦးမကောင်းဆိုးရတွေကိုထိန်းချုပ်ထားတဲ့နေကိုပါကြွားလုံးထုတ်ပြလိုက်ပါသေးရဲ့အားဒီအထိသူနဲ့စကားပြောနေတဲ့လူကဘာတူလဲဆိုတော့နတ်ဆိုးတကောင်တတိမထားမိသေးပါဘူးတတိထားမိတဲ့အခါမှာတော့ကလေးတယောက်ကသူ့မော်ဆွမ်းအောင်တာမန်အတိုင်းလမ်းလျှောက်နေရကြောင်းမယုံကြည်နိုင်ဖြစ်သွားပါတယ်ဒါအပြင် line နဲ့တူရှိနေတဲ့ green ကိုတွေ့ချိန်မှာနတ်ဆိုးတကောင်ကလူသားကိုဆွမ်းလျှောက်နေတာကိုအံ့ဩမဆုံးဖြစ်သွားပါတယ်အကောင်သေးသေးပြောင်းလဲထားတဲ့ green ကိုကြည့်ပြီးလှောင်ပြောင်းလိုက်သေးတာကြောင့် green ရဲ့မြစ်တာကြီးသုံးသွားပါတယ်အစကတော့နတ်ဆိုးချင်းချင်း light အကြောင်း green တတိပေးမလို့ပါပဲအားချောင်းလုံးနဲ့ပါဆိုးဆိုးကြောင့် green စီနာကြီးကုံသွားခဲ့တာပါဘာဆိုဘာမှမသိရဲ့ပါစုစုကတော့ live ကိုတိုက်ဖို့တက်တီအပြည့်ပါပဲ live ကတော့ခုနကနေတင်လိုက်တဲ့မန်နာပြောင်းလဲခြင်းနီးလန်းကိုသုံးနိုင်တော့မှာမို့ဖုံးမရဖိမရအောင်ပျော်ရွှင်နေပါပြီဒီလိုနဲ့မော်ဆွမ်းရုံသုံးပြီးတော့နေရာတစ်ခုလုံးပန်းကင်းဖြစ်အောင်တော့ပြောင်းလဲလိုက်ပါသေးရဲ့ဘဲဥမကောင်းဆိုးရတွေပါ live မှာနာကြောင့်ရေပါကုန်ပြီးတော့နူးညံ့ကုန်ပါတယ်သူကပြန်ထိန်းချုပ်ဖို့ကြိုးစားကြည့်ပါသေးရဲ့ဒါပေမဲ့ဘဲဥတွေအားလုံးကသူတို့မိဘကိုပါစုစုတက်ပြီးတော့သူတို့ထိန်းချုပ်ထားခဲ့သမျှမှတ်မိသွားပါပြီဒါကြောင့်နတ်ဆိုးကိုတိုက်ခိုက်ကြပါတယ်ထိန်းချုပ်မှုအောက်ကလွတ်သွားတာကြောင့်ဘဲဥတွေလည်းတာရဲဆန်ဆန်စွမ်းအားအပြည့်တိုက်ခိုက်နိုင်သွားကြပါပြီဒါပေမဲ့နတ်ဆိုးတကောင်ဖြစ်တဲ့ပါစုစုကိုတော့အနိုင်မြူနိုင်သေးပါဘူးနောက်ဆုံးမှာနတ်ဆိုးလောက်အမောက်သိပ်ခံလိုက်ရပါတယ်လွှရဲ့မော်ဆွမ်းရင်ကိုနတ်ဆိုးကမကြောက်ပါဘူးနတ်ဆိုးတွေကမော်ဆွမ်းရင်ကြောင့်တေးရမျိုးမရှိခဲ့ပါဘူးဒါကြောင့်မော်ဆွမ်းရင်လောက်တော့သူ့မဖြုံကြောင်းအားချောင်းမြတ်ပါတယ်ဒါကိုနတ်ဆိုး green နဲ့တိုက်ခိုက်မှုရဲ့ live ကသိပါတယ်တစ်ချိန်လုံးလူတိမှကြောက်လို့လက်တွေမသုံးရဲခဲ့တဲ့မော်ပညာတွေကိုသုံးပြီးတော့စမ်းသပ်ဖို့လောက်တွေးနေတဲ့ live ကတော့မသိနိုင်တဲ့နတ်ဆိုးတော့ကျေးဇူးတင်မိပါသေးတယ်
အစမ်းသက်ခံဖြစ်မှန်းမသိဖြစ်တော့မဲ့နတ်ဆိုးကတော့အစပိုင်းမှာတတိမထားမိပါဘူးလွိုက်မော်ဆွမ်းအစ်စ်ထွက်လာတော့မှနတ်ဆိုးလက်အံ့အားတင်သွားပါတယ်များလို့နဲ့မော်ဆွမ်းပမာဏကိုကြည့်ပြီးတော့နတ်ဆိုးအိမ်မဆိုးမနေရလို့တော့တွေးမိသွားပါတော့တယ်ထင်းကျုပ်စရာမလိုပဲတိုက်ခိုက်ရတော့မှမို့ပျော်နေတဲ့လွိုက်ကြောင့်နတ်ဆိုးလက်ထွက်ပြေးမှတော့ကကြပါတော့မယ်တိုက်ခိုက်ခံရတော့မယ်လို့ထင်မိပေမဲ့လွိုက်အရင်လောက်တာနတ်ဆိုးအကာအကွယ်နဲ့ပိတ်တာပါပဲလောင်ရင်နဲ့ထည့်ပြီးတော့စမ်းသပ်ခံရတော့မယ်ဆိုတော့နတ်ဆိုးသဘောပေါက်ပြီးတော့လှမ်းသွားပါပြီလွိုက်ကလည်းတစ်ဆက်ကအတွင်းမြေတွက်နိုင်လောက်အောင်အကာအကွယ်ပေါင်းများစွာနဲ့နတ်ဆိုးရဲ့လမ်းကိုပိတ်လိုက်ပါတယ် Green Swine ကိုပါငားပြီးတော့အကာအကွယ်3000တိုးလိုက်တာကြောင့်နတ်ဆိုးပြေးရခတ်လာပါတယ်ပြေးရခတ်နေတော့ဆိုပေမဲ့မမိသေးတာကြောင့်နတ်ဆိုးလက်ကိုအထင်ကြီးမိသေးတာပါဒါကလည်းလွိုက်နောက်ဆုံးအကွက်ကိုထုတ်မသုံးလာခင်အထိပါပဲလွိုက်သုံးလိုက်တဲ့အကွက်ရဲ့အဆင့်မြင့်မှုကြောင့် Green မှာပါဇက်အဟောင်းသားဖြစ်ပြီးတော့နတ်ဆိုးလက်ပိတ်မိသွားခဲ့ပါပြီအဖြစ်မဲ့ကိုလက်မခတ်နိုင်တဲ့နတ်ဆိုးကတကဘာလုံးအုပ်ချုပ်မဲ့အိမ်မက်ကိုတော့လက်မလျှော့သေးပါဘူး Green အပါဝဲနတ်ဆိုးအားလုံးကတီးထားပဲလို့တော့ပြောလို့ရပါတယ်မာနာတော့မသေးပါဘူးလွိုင်နာကမလာငယ်အထိပေါစုစုကလေးကျနေသေးတာပါနောက်ဆုံးမှာတော့များတဲ့အစုံဈေးပါစစ်လိုက်ပါသေးတယ်ကဘာတစ်ခုလုံးသူပိုင်ရင်တဝက်ခွဲပေးမယ်လို့တော့ဖျက်အောင်ပါသေးတယ်မော်ပညာယူနီရဲ့လွိုက်ကိုငွေနဲ့ပါဖျက်အောင်သေးတာကတော့နဲတဲ့ယူနံမှုတော့မဟုတ်ပါဘူးဘဲဦးတွေကိုလိုတလို့စမ်းသပ်ခဲ့ဦးတဲ့နတ်ဆိုကိုလွိုက်ပြန်စမ်းသပ်ချိန်ရောက်လာခဲ့ပါပြီသူထပ်သားသမျှအစိမ့်မြင့်မော်ဂါရာတွေကိုသုံးနေတဲ့လွိုက်ကိုနတ်ဆိုးလက်လိုက်မမီလိုက်ပါဘူးတမိနစ်အတွင်းအမျိုးပေါင်း240လောက်သုံးပြီးတော့နတ်ဆိုးကိုနှိမ့်ဆက်ရတော့ပျော်နေတဲ့လွိုက်ကတော့နောက်ထပ်မိနစ်30လောက်သုံးချင်နေသေးတာပါဒါပေမဲ့လွိုက်ဆန်တာကတော့မပြေပါဘူးနတ်ဆိုးက9မိနစ်ထပ်ပိုမခံပါဘူးမော်ဆွိုင်းကြောင့်မသိနိုင်ဘူးထင်သားပေမဲ့လည်းဖီးအားများလွန်းသွားရင်တော့နတ်ဆိုးလည်းပျောက်ွယ်ရတာပါပဲတေကာနေ့အထိပါဇူဇူကတော့နတ်ဆိုးရဲ့မာနာကိုချမသွားပါဘူးအဲ့ဒီအချိန်မှာအဲဘတ်တို့တတိယစာပြုတ်လာပါတယ်လွိုက်ကတော့သူ့လောက်ထားသမျှကိုချက်ချင်းဖုံးဖို့ကြိုးစားပါတော့တယ်သူအသွင်ယူခဲ့ဘူးတဲ့လိုဘတ်တိုဆိုတဲ့လူကကယ်ပေးသွားတယ်လို့တော့လင်းလိုက်ပါသေးတယ်တချိန်လုံးလိုဘတ်တိုရှာနေတဲ့တာကိုလည်းနာမည်ကြားရနေပျော်သွားပါတယ်တစ်ဖက်မှာအကြံတူနေတဲ့ Green ကပါဇူဇူဆန်နာကိုတစ်ချိန်ကျဖြည့်ဆည်းပေးမယ်လို့ကတိပေးလိုက်ပါတယ်ပါဇူဇူစွမ်းကိုတော့စုပ်ယူထားလိုက်ပါသေးရဲ့ဒါလောက်နဲ့လွိုက်ကိုလက်စားချေအနိုင်ယူလို့မရတာကိုတော့ Green သိပါတယ်ဒီလိုနဲ့လွိုက်တို့နန်းတော်ပြန်ခဲ့ကြပါတယ်နောက်ဆုံးနေခဲ့တဲ့အတွက်ဘီရင်ကအဲဘတ်ကိုဂုဏ်ယူစကားပြောလိုက်ပါတယ်သူတို့ကဲခဲ့တဲ့တောင်နဲ့လောဘတ်တို့အကြောင်းကိုမေးကြည့်ပါတယ်လောဘတ်တို့ကလွိုက်စကားအရာကဲပြီးချင်းထွက်သွားပါတယ်တောင်ကတော့လွိုက်ချင်းနဲ့လိုက်လို့လောဘတ်တို့ရှာဖို့ထွက်သွားခဲ့တာပါဘရှင်ကတော့လောဘတ်တို့သူ့အငယ်ဆုံးသားဆိုတော့မသိပဲနဲ့သူ့ပညာကိုစိတ်ဝင်စားနေခဲ့ပါတယ်တိုက်ပွဲအတွင်းတော့လွိုက်လုတ်ပေးထားတဲ့လက်နက်တွေနဲ့မိတ်ဆက်တသားကိုတိုက်ခိုက်ခဲ့ကြောင်းအဲဘတ်ကပြောပြလိုက်ပါတယ်လွိုက်ကိုလည်းနန်းတက်ခွင့်ပေးဖို့ခွင့်တောင်းလိုက်ပါသေးရဲ့သူ့အတွက်ပြိုင်မဲ့ဖြစ်လာနိုင်ပေမဲ့တိုင်းပြည်အတွက်လည်းကောင်းနေတာကြောင့်လွိုက်ကိုလည်းနန်းတက်ခွင့်ရစေချင်တာပါဒါပြင်အငယ်ဆုံးမို့နန်းတက်ခွင့်မရဘူးဆိုတာကိုအဲဘက်ကသဘောမကျပါဘူးဒါကြောင့်လွိုက်ကိုနန်းတက်ခွင့်ပေးဖို့ဖြစ်လာပေမဲ့လွိုက်ကတော့မတွတ်မဆုတ်ညင်းလိုက်ပါတယ်လွိုက်ကဥယျာဉ်ထဲမှာဘဲဥတစ်ကောင်နဲ့စော့နေလိုက်ပါသေးရဲ့တိုက်ပွဲပြီးအိပ်ပြဲချိန်မှာဘဲဥကသူ့နောက်လိုက်လာတာပါအမွေးဘွားတားရဲကလည်းလွိုက်လက်ထဲမှာတော့အိမ်မွေးသိမ်းစာအဖြစ်ဖြစ်သွားပါတယ်အဖော်သေးရတော့တဲ့ live ကိုကြည့်ပြီးတော့ Green ကမကြည့်မနဲ့ဖြစ်နေပါတယ်ရုပ်တရက်သူ့ကိုယ်သူအမွေးပွားအောင်အသွင်ပြောင်းလိုက်ပါသေးတယ်ရှင်းရှင်းပြောရရင်တားရဲကိုမနာလိုတဲ့နတ်ဆိုးတစ်ကောင်ဖြစ်သွားခဲ့တာပါအဲ့ဒီချိန်မှာစိုက်ပါရောက်လာတာကြောင့် Green ကိုအမွေးလိုလုံးပြီးတော့ဘဲကိုအမွေးနဲ့တုတ်ထည့်ခံလိုက်ရပါတယ် live ကတားရဲကိုရှီယိုဆိုတဲ့ချစ်စရာနာမည်ပေးထားကြောင်းပြပြပါတယ်ဒါအပြင်တားရဲပါမချမ်းပညာသင်ပေးခြင်းနေတဲ့ live ကိုစိုက်ပါက live တာဆိုတင်ပေးနိုင်မှာလို့ပြောပါတယ်ဘတ်တို့ကလည်းလွိုက်သားရဲ့ရင်ပေါင်းလှုပ်ပေးနိုင်မယ်ဆိုတာယုံကြည်နေကြပြီးတော့လိုက်ကိုအကြီးကြီးမျှော်လင့်ထားခဲ့ကြပါတယ်။အရာအလုံးသိနေတဲ့ Green ကတော့ဘာအောင်မှမျှော်လင့်စရာမလိုမှကောင်းကောင်းသိပါတယ်။ဒီလိုနဲ့ရှီရိုလေ့ကျင့်ပေးဖြစ်ခဲ့ပါတယ်။ခွေးတစ်ကောင်လုံးထိုင်တာလက်ပေးတာမတက်ရက်ခိုင်းတာကအစားတင်ပေးနိုင်သွားပါတယ်။စိုက်ပါကချီးကျူးနေပေမဲ့လွိုက်ကတော့မကျေနပ်သေးပါဘူး။ဒီတက်ပုတ်ပြီးတော့တိတိကျကျတင်ပေးခြင်းနေတာပါ။မော်ဆွမ်းရင်နဲ့ညွှန်ကြားမှုထည့်ပြီးတော့အမိန်ပေးပေမဲ့ရှီရိုကတော့နားလဲပုံမရဘဲနဲ့ချုပ်ထွေးသွားတတ်ပါတယ်။စိုက်ပါကမကောင်းဆိုးအကြောင်းကောင်းကောင်းသိရသူတင်ပေးနိုင်မှာဖြစ်မယ်လို့ပြောပါတယ်။ဒီပြန်တဲ့ဆိုလို့သူတို့နှစ်ယောက်စလုံးလူတစ်ယောက်ကိုတော့တွေးမိကြပါတယ်။သူတို့တွေးမိတဲ့လူကတော့စက်တမမြောက်မင်းသမီးအလေးစီပါ။မျောစင်တစ်ခုလုံးတော့အပိုင်ရထားတဲ့မင်းသမီးအကြောင်းကိုGreenကစိတ်ဝင်စားဆက်ဆူပါတယ်။အလေးစီကလွိုက်ထက်3နှစ်ကြီးပါတယ်။တရိတ်ဆိုင်ချစ်တတ်တာကြောင့်တရိတ်ဆိုင်မျိုးစုံမွေးထားတဲ့အပြင်မကောင်းဆိုးတစ်ကောင်တော့မွေးထားလိုက်ပါသေးရဲ့။ရှင်းပြနေတော့မှပဲအလေးစီထွက်ပြေးလာတာကိုတွေ့ရမှာပါ။လွိုက်ကိုမြင်တာနဲ့ပြေးလာပြီးတော့ခုတ်တက်တဲ့အပြင်နန်းတော်နန်းလိုက်ပါသေးရဲ့။ လိုက်ရှော့ရသွားတဲ့အခါမှာတော့အစီကန် area ရောက်လာပြီးတော့အလီစီကိုထိချပါတယ်ဒီလိုနဲ့ရှီရိုနဲ့တွေ့ပေးလိုက်ပါတယ်ရှီရိုမြင်မြင်ချင်းဘဲဥဆိုတာသိပေမဲ့အလီစီကမော့အစွမ်းနဲ့ပတ်သက်လို့တော့နာကန်တစ်လုံးမှမသိရမင်းသမီးပါရှီရိုနဲ့ဆက်သွယ်နိုင်အောင်လဲတင်မေးနိုင်မယ်မထင်တာကြောင့်စိုက်ဘာပြန်ဖို့ပဲပြောပါတယ်တကယ်တမ်းမြင်မြင်ချင်းဖက်နန်းကလေးကစိုက်ဘာပြန်ချင်နေတာသိကြပါတယ်လိုက်ကတော့မပြန်ချင်ပါဘူးအလီစီရဲ့မကောင်းဆိုးကိုခေါ်ပေးဖို့ပြောလိုက်ပါတယ်သူတို့မသိလိုက်တာကမကောင်းဆိုးကသူတို့အနောက်မှာရောက်နေခဲ့တာပါဘဲအချိန်ကဘလို့အမိတ်ဘေဘီခေါ်လိုက်လဲမသိပေမဲ့စိုက်ဘာရဲ့ဘီကောကိုတော့ယူထားနေပါပြီလွိုက်ရဲ့ဝင်းကျင်ရှာပွေးရေးမော်ကိုလည်းရှောင်သွားနိုင်တဲ့အပြင်ရှီရိုတက်တစ်စင်းမြင့်နဲ့မကောင်းဆိုးအောင်မို့လွိုက်ပိုစိတ်ဝင်စားသွားပါတယ်
ဒါကြောင့်ထိန်းချုပ်နီးတင်ခိုင်းတဲ့အခါမှာတော့ LEC ကဆယ်ကျော်သက်အချစ်ဇလန်းနဲ့မင်းသမီးလိုမျိုးလှုပ်ဝက်ချက်ကအချစ်ဆိုတဲ့ပေါ်တော်တော်အဖြေကိုပေးလာပါတယ်။အဲလိုကတော့သူ့တခင်မလို့လိုက်လို့တာကအတိတ်ပဲမရှိဘူးလို့ပဲခက်နေနေပြောလိုက်ပါသေးတယ်။ LEC ကိုယ်တိုင်က35စားလို့ဖြစ်နေတာလို့ပြောပါတယ်။တကယ်လဲ LEC ဘာမှမလုပ်ဘဲနဲ့လက်ရက်မြောက်လိုက်ရုံနဲ့ရှိသမျှ35အကုန်လုံးကသူ့နာတော့ကတ်ကြတာပါ။ဒါအောင်မြင်တော့စိုက်ပါလဲပို့ပြန်ကျင်လာပါတယ်။မော်နဲ့ပတ်သက်အကုန်ယူနေတဲ့ like ကတော့စိတ်ဝင်စားတော့ခဲ့ပြန်ပါပြီ။အချစ်ကိုစိတ်ဝင်စားတယ်လို့ကြားတာနဲ့စိုက်ပါလဲမဟုတ်တာရဲ့စိတ်ကူးမိသွားပါတယ်။အထင်နဲ့အမြင်လွဲတဲ့ like ကတော့ LEC ရဲ့နီးလက်စိတ်ဝင်စားသွားပါတယ်။အမိန်ပေးတာမျိုးမဟုတ်ဘဲနဲ့စိတ်ခံစားချက်ကိုပေးရကြောင်းမသိစိတ်ကမော်နဲ့ဆက်သွယ်နိုင်တယ်ဆိုတာကိုလည်း like နားလဲသွားခဲ့ပါတယ်။ရှီရိုကိုလည်းအဲ့ဒီနီးလက်နဲ့ထိန်းချုပ်နိုင်သွားပါတယ်။ LEC ကိုယ်တိုင်ကမော်ဆိုတာဘာမှမသိပေမဲ့မော်ကိုသုံးနိုင်နေတာပါ။ဒါပေမဲ့ဒါကအချစ်သက်သက်ပဲလို့ဆက်ညင်းနေတော့မှာပဲ။ဒီဇလန်ရဲ့အပိုင်း6မှာတော့ like ကသူတက်ချင်နေတာကိုတက်သွားပါပြီ။အဲဒီကထွက်လာတာနဲ့စိုက်ပါဓာရီလေးချင်းမှုတိုက်တွန်းပါတယ်။ like ကကြံရမရစိတ်ညစ်သွားပါတယ်။ကံကောင်းစွာနဲ့အဲပဲရောက်လာပြီးတော့ like ကိုခေါ်သွားဖို့စိုက်ပါနဲ့လူပါတယ်။ဒီလိုနဲ့လေးအမြောက်မင်းသားလေးတိုင်ရန်ကိုတွေ့ရမှာပါ။တိုင်ရန်ကတန်မုံသွင်းသူဖြစ်ပြီးတော့9နှစ်လောက်ပညာသွားတင်နေခဲ့တာပါ။ like လုပ်ခဲ့တဲ့ဓာအကြောင်းကြောက်ပြီးမယုံနိုင်တာကြောင့်သူရှိမှရင် like ကိုလောက်ခိုင်းပါတယ်။သူပညာသင်ခဲ့တဲ့နေရာမှာတော့ like လို့လုံနိုင်တဲ့သူမရှိရကြောင်းသူမရှိတော့သူ့ညီလူလိန်ဖြစ်သွားတယ်လို့ထင်နေပါသေးတယ်။ like ကတော့ဒိုင်ယန်စိတ်တန်းကြဓာဘော်ကားတာရေးပြလိုက်တဲ့အခါမှာတော့တာမန်မော်တွေမကတာမို့အကိုတော်နှစ်ယောက်စလုံးတွေးပြတ်သွားပါတယ်။ဒီလိုနဲ့အတန်မာဆုံးမော်တာကိုဖတ်တီဖို့စိတ်ကူးထားတဲ့ဒိုင်ယန်က like ကိုအကူအညီတောင်းပါတော့တယ်။ငယ်ကလေးကမော်ပညာကိုစိတ်ဝင်စားပေမဲ့ဒိုင်ယန်မှာပါရမီမပါခဲ့ပါဘူး။ဒါကြောင့်တန်ဖိုးသွင်းအစိမ့်မြစ်ကားတာပေါက်တဲ့ဖို့ဆိုရင်မော်ဆီယာတယောက်တော့လိုပါတယ်။ like လို့ပုံသွင်းပြီးသားဓာဘော်ကားတာပေါင်းထည့်ရမှာမဟုတ်ပဲဒါမှဖြစ်ခင်ပေါင်းထည့်ရမှာပါ။နီလည်းမတူဘူးဆိုတာနဲ့စိတ်ဝင်စားသွားတဲ့ like ကနှစ်ခါစဉ်းစားမနေတော့ဘဲနဲ့သဘောတူလိုက်ပါတယ်။ဒိုင်ယန်ကပထမဆုံးဓာတ်ကိုမီးမော်နဲ့လှုပ်ချင်တာပါ။ like က infinite မီးလုံးမော်သုံးဖို့ပြောပေမဲ့ဒိုင်ယန်ကမဖြစ်နိုင်ဘူးလို့ပြောပါတယ်။မော်ဒါမှာကာတာအလွန်ဆုံး၄ခုပဲပေါင်းထည့်လို့ရပြီးတော့ infinite မီးလုံးမော်ကာတာက14ခုရှိရကြောင်းပါ။ဘာမှဆိုအကုတ်တက်တဲ့ like ကတော့နှစ်ခုချုံနေမယ်လို့ပြောပြီးတော့စလုပ်ပါတယ်။ဒါပေမဲ့ဓာတ်ကတော့မခံနိုင်ပဲနဲ့ဒါမဖြစ်ခင်ကြိုးသွားပါတယ်။ like လည်းကာတာတည်သေးစားကိုရှော့ချဖို့ဆုံးဖြတ်လိုက်ပါတယ်။အပေါက်ကရှီယိုနဲ့အတူလာချောင်းကြည့်နေတဲ့စိုက်ပါကိုဒိုင်ယန်မြင်သွားပါတယ်။ဒီလိုနဲ့စိုက်ပါဝင်ကူညီပေးလိုက်ပါတယ်။အားလာကိုဘလောက်ပဲရောဓာတ်ကတော့ဓာတ်ပြခွင့်ကိုမရသေးပါဘူး။ဒီတစ်ခါမှာတော့ green တယောက်မဖြစ်စဘူးအကျိတ်ရိုက်နေတဲ့ like ကိုမြင်တွေ့ခွင့်ရလိုက်ပါတယ်။မော်ဆွမ်းရဲ့အနစ်တွေလည်းကုံပါများတော့ like အားနာသွားပါတယ်။ဒါပေမဲ့ဒိုင်ယန်ကစိတ်မပူဖို့ပြောလိုက်ပါတယ်။ green လည်းတခုခုတတိထားမိလိုက်ပါတယ်။မော်ဆွမ်းရဲ့အနစ်တွေကဈေးပေါ်ကျောက်ဒိုင်ယန်ပြောမှရှင်းသွားခဲ့ပါတယ်။ like တို့ပေါင်ပစ္စည်းကိုစစ်ကြည့်တဲ့အခါမှာတော့သွေးမော်သိမ့်မပါတာကိုသိလိုက်ရပါတယ်။ဒိုင်ယန်မှာလည်းမရှိရကြောင်းဒန်ဂျီဝင်မှဖြစ်တော့မယ်မှ like တွေးမိလိုက်ပါတယ်။တက်တိုက်ဆက်ဆိုင်စိုက်ပါလဲဒန်ဂျင်စီသွားဖို့ပြောပါတယ်။ဘီရင်ကြီးကိုလည်း like အတွေ့အကြုံရအောင်သွားတင်ကြောင်းအကြံပြုထားတာမို့ like ပေါ်တင်သွားခွင့်ရှိသွားပါပြီ။ဒီလိုနဲ့စွန်စားရေးသမားတွေစုစည်းလေးရှိတဲ့အဖွဲတစ်ခုစီကိုစိုက်ပါနဲ့တူသွားလိုက်ပါတယ်။အဖွဲအစည်းရဲ့ကောင်တာမှာတော့ကက်တရီနာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ like ကိုမပုတ်တင်ဖို့ဖောင်ပြေးခိုင်းပါတယ်။ဘီယာနဲ့မော်ဆွဲရဲ့တိုင်းလာပြီးတော့ run ဆင်းရပါတယ်။အရေးပေါ်ကမော်ကျောင်းတော်မှာတော့ကလည်းမော်ဆွဲရဲ့တိုင်းတာရေးတလင်းကြောက်ကိုတုံးမှုတဲ့ like ကဒီခဏကိုကြောက်အလင်းကြောက်ပောက်ကွဲတော့မှစိုးရင်သွားပါတယ်။တလင်းကြောက်ပျက်စီးရတဲ့သူ့ဆွမ်းအမှန်လူတိမောင်ကြောက်နေခဲ့တာပါ။ဒါကြောင့်အရင်ကလေးကလျှော့ထားတဲ့စွမ်းရင်ကိုသိနိုင်သမျှသေးအောင်လျှော့ပြီးတော့စစ်လိုက်ပါတယ်။အဆင့်အီးထွက်လာတာကြောင့်အနာကစွန့်စားသူတွေတော့ဝိုင်းလောင်ကြပါတယ်။ကက်တရီနာကတော့မော်အဆင့် A ဖြစ်တာကြောင့်ဝါရင်မော်ဆရာတယောက်လို့ပြောလို့ရပါတယ်။တကယ်တမ်းလွိုင်းရဲ့မော်စွမ်းရင်ကိုတသမအောက်လျှော့ထားခဲ့တာပါ။ဒီစင်းနဲ့ဆို Saber Blader ဆိုတဲ့စွန့်စားရေးသမားတွေကိုပါရှင်းနိုင်လိမ့်မယ်လို့ကက်တရီနာကပြောပါတယ်။ Saber Blader ဆိုတာကတန်ဂျင်ပေါင်းများစွာကိုတင်ခဲ့တဲ့အဆင့် A ဓာတ်ပညာရှင်တယောက်ပါ။ like လို့ကလေးတယောက်ကရှင်းနိုင်မယ်ဆိုတာကိုစွန့်စားရေးသမားတွေကတော့မယုံကြပါဘူး။ like ရဲ့အဆင့်နဲ့ဆိုဒန်ဂျင်တာဝန်ယူဖို့အဆင့် B တယောက်လောက်တော့အဖော်ပါမှရမှာပါ။ Cyber ကသူ့မှတ်ပုံတွေပြန်လုပ်ဖို့လုပ်ပေမဲ့လည်းမှတ်ပုံထပ်တင်မယ်ဆိုရင်အဆင့်က C ထိ2ဆင့်ထက်ကျသွားမှာပါ။အဲဒီအချိန်မှာတာအိုပေါ်လာပြီးတော့ကူညီပေးမယ်လို့ပြောပါတယ်။တာအိုမြင်ချင်း Cyber like ရဲ့လက်ကိုလှမ်းဆွဲပြီးတော့ပြန်ဖို့လုပ်တာကြောင့်တာအိုမနေတားလိုက်ရပါတယ်။ဒီရက်တွင်လောဘတ်တိုရှာဖို့အတွက်တာအိုဒန်ဂျင်ပေါင်းများစွာဝင်တိုက်ခတ်လိုက်ပါသေးတယ်။ပို့တမာပြီးအဆင့် A ထိတက်လို့နေပါဖြစ်သွားပေမဲ့လောဘတ်တိုတော့ရှာမတွေ့ခဲ့ပါဘူး။ရှာမတွေ့တဲ့လောဘတ်တိုကသူ့ရှိရကလေးဆိုတာကိုလည်းတာအိုတတိမထားမိနိုင်ပါဘူး။ဒီလိုနဲ့ like ကိုကူညီပေးပြီးရင် Evan နဲ့အောင်တယ်ပေးဖို့ပြောပါသေးရဲ့။ဒန်ဂျင်ဝင်ရဖို့ဆို like ကလည်းညင်းမနေတော့ဘဲနဲ့တာအိုနဲ့အတူသွားလိုက်ပါတယ်။ဒီလိုနဲ့အတူသွားခဲ့ကြပြီးတော့သူလာရတဲ့ရည်ရွယ်ချက်ကိုလည်းတာအိုကိုရှင်းပြခဲ့ပါတယ်။တစ်ဖက်မှာတော့ Evan က Diane စီကိုရောက်လာပါတယ်။ like ပြန်ရောက်လာမယ့်အခြေကိုမေးပါသေးရဲ့။မတင်ကားစရာအခြေအနေရှိနေတာကြောင့်စစ်ပွဲနဲ့နီးနေပြီဆိုပေမဲ့ like စောစောပြန်မလာနိုင်ရင် Diane တို့ဓာတ်ကိုသုံးလို့ရမှာမဟုတ်ပါဘူး။ Diane စိတ်မကောင်းဖြစ်သွားပါတယ်။ Evan ကတော့ဒီတစ်ခါသုံးလို့မရရင်လည်းတစ်ချိန်မှာသူတို့လှုပ်ပေးထားတဲ့ဓာတ်နဲ့ပြည်သူတွေကိုကာကွယ်နိုင်မှာမို့ဆက်ကြိုးစားဖို့ပြောနေတော့မှပဲ like တို့ပြန်ရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာဒါရန်လှုပ်ချင်နေတဲ့ဓာတ်လည်းဖြစ်လာခဲ့ပါတယ်။အောင်မြင်ုံမကစမ်းသုံးကြီးရဲ့အခါမှာလည်းစွမ်းအားမျက်နှာကြောင့်နောက်တစ်ခါတော့ရှော့ရမယ်လို့ like ကထပ်တွေးပြန်ပါတယ်။ဒါရန်နဲ့အတူလှုပ်ထားတဲ့ဓာတ်ကိုတော့ Dello လို့အမည်ပေးလိုက်ပါတယ်။စွမ်းရတော့ဝေရန်လိုက်ုံနဲ့ Infinite မီလုံးနေထွက်လာတာပါ။ဒီကြားထဲ Epic တို့အလင်းလုံးနေရကိုလည်း like တတိထားမိပါတယ်
ဒါအပြင်တညမှာတော့နန်းတော်ဝင်နေရတရှိမှုကို live အာရုံခံမိလိုက်ပါတယ်ဒါပေမဲ့ဘသူဆိုတာကိုတော့ live တောင်မသိနိုင်ခဲ့ပါဘူးဇလန်ရဲ့အပိုင်းခွန်မှာတော့နန်းတော်တွေကိုရောက်လာတဲ့ live ကိုတွေ့ရမှာပဲဖြစ်ပါတယ်ရုပ်တရက်ပေါ်လာတဲ့ live ကြောင့်ခိုးဝင်လာသူလည်းလန့်သွားခဲ့ပါတယ်ခိုးဝင်လာသူကတော့ run ဆိုတဲ့မင်းကလေးပါ live ကိုမြင်မြင်ချင်းထွက်ပြေးဖို့လုပ်ပါတယ်လက်ပုံမြန်တဲ့ live ကလေအစင်းမော်နဲ့လမ်းပိတ်ထားနေလိုက်ပါတယ်စကားပြောဖို့ကြိုးစားတော့မှပဲပန်းနဲ့တစ်မျိုး live ရလိုက်ပါတယ်အစိမ့်မှန်းသိရနဲ့ live မော်နဲ့တန်းစင်မှုကြိုးစားပါတယ်ဒါပေမဲ့မအောင်မြင်ပါဘူး live လဲကျသွားပြီးတော့သူမသိတဲ့မော်အမျိုးအစားမို့တန်းစင်မရတော့နားလဲသွားပါတယ် run ကမော်အောင်အစိမ့်ပြပြောင်းလဲနိုင်တဲ့ထူးဆန်းတဲ့မော်အောင်ကိုပိုင်ဆိုင်ထားတဲ့သူပါထူးခြားတဲ့မော်ပုံစံပိုင်ဆိုင်တဲ့ run လူတွေကိုတော့အစိမ့်ကျင်စာတင်သူအဖြစ်သတ်မှတ်ထားတာပါ run ကအစိမ့်ကျင်စာတင်သူဖြစ်ပြီးတော့အစိမ့်ကိုရောက်လျာဖြတ်နိုင်တဲ့သူပါ live လဲကျသွားတာနဲ့အတားစီကိုဖြတ်ပြီးတော့ run ထွက်သွားပါတယ်အစိမ့်မိသွားတော့ live ကနည်းနည်းလေးမှမတော်လို့သေးပါဘူး run တော့အထင်ကြီးပြီးတော့ကြီးကျူးနေလိုက်ပါသေးတယ်ဒီတိုင်းဆိုအစိမ့်ကမသိနိုင်ပေမဲ့3ရက်ကြာအောင်နာကျင်မှုကိုခံစားနေအောင်မှာပါဒါပေမဲ့ live ကတော့ live ပါပဲတခြားလုံးမော်တော်မီအသက်ရှူနေရတာကြောင့်အစိမ့်ကိုအလွယ်လေးဖြေနိုင်နေတာပါအဲ့နေတဲ့ green လဲနိုးပြီးတော့ရောက်လာခဲ့ပါတယ်တမင်ဟန်ဆောင်ပြီး run နောက်နောက်ရောက်ခံလိုက်ဖို့ live ကကြံစီထားခဲ့တာပါတကယ်တော့ run အကြောင်းစိုက်ပါစီကသူကြားထားပြီးသားပါrun ကစွန်သားသူတွေကြားစုချင်းဝင်ထုတ်ကန်ထားရတဲ့လောက်ကျန်တပ်ဖက်သမားအဖွဲ့ဝင်တစ်ယောက်ပါအဖွဲ့ဝင်6ယောက်ရှိပြီးတော့တဦးချင်းစီမှာထူးခြားတဲ့မော်စွမ်းရည်နေရှိကြပါတယ်ဒါကို live ကထုံးစံအတိုင်းစိတ်ဝင်စားနေတာပါ green ရောက်လာတာနဲ့ run တို့ရဲ့စကန်စီကိုနောက်ရောက်ခံလိုက်သွားပါတယ် live ထွက်သွားတာနဲ့ cyber နဲ့ shio တို့လည်း live တို့ရှိခဲ့တဲ့နေရာကိုအပြေးရောက်လာခဲ့ပါတယ်စကန်ပြန်ရောက်သွားတဲ့အခါ run ကသူကြားလာတဲ့အကြောင်းကိုသူ့အဖွဲ့ဝင်တွေကိုပြပြနေပါတယ်စစ်ပွဲအတွက်လက်နက်ပြင်ဆင်နေတဲ့အကြောင်းကိုပြပြနေတာပါဒါပေမဲ့အဖွဲ့ကောင်းဆောင်ချင်းမရှိတဲ့အကြောင်းသူတို့လှုပ်ရှားလို့မရပါဘူးဆက်ပြီးအငင်းပွားနေတော့မှပဲ live ရှိနေတာကိုအဖွဲ့ဝင်တယောက်သိသွားပါတယ် live ကိုမြင်မြင်ချင်းခုနှစ်မြောက်မင်းသားဆိုတာကိုသိသွားပေမဲ့သူတို့စကန်ကိုသိသွားတာအကြောင်းလွတ်ပေးဖို့စိတ်ကူးမရှိကြပါဘူး live ကကလေးပဲရှိသေးပေမဲ့မော်ဆာအထူးကျွမ်းကျင်တာကိုလည်းသူတို့သိပြီးသားပါဒါကြောင့်တတိထားနေတော့မှပဲမခေသူ live ကတော့သူ့အပေါ်ကအကာအကွယ်တောင်ဖယ်ရှားလိုက်ပါသေးတယ်ရှိသမျှအထူးစွမ်းရည်အနေနဲ့တိုက်ခိုက်တာကိုခန်းစားကြည့်ချင်နေတာပါ green လည်းသခင်အယူမနိုင်တာကြောင့်ဘေးဘက်ပေးနေလိုက်ရပါတယ် live ကိုပထမဆုံးတိုက်ခိုက်လာတော့ baby လွန်မှာအလိုလျောက်ခန္ဓာကိုယ်ကွေးကောက်နိုင်တဲ့ကျင်းစာတင်နေသူဖြစ်ပါတယ်သူ့ကိုပြန်တိုက်ခိုက်နေတဲ့ live တယောက်တိုင်းမှာတက်နေတော့အံ့ဩသွားပါသေးတယ်တွေးသမျှတင်ထားတဲ့ live ကတာအုပ်စီကတိုင်းပညာကိုထုတ်သုံးနေတာပါတိုက်ခိုက်ရင်လည်းခန္ဓာကိုယ်ကွေးကောက်ပြီးလမ်းကြောင်းပြောင်းနိုင်တဲ့ baby လွန်ခန္ဓာကိုယ် live ကအတော်လေးစိတ်ဝင်စားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေခြုံကိုတိုက်ခိုက်ခံရပါတယ်ဒီတယောက်ကတော့ crown ဖြစ်ပြီးတော့သူ့ပါဇက်ကပြောလာသမျှစကတ်လုံးတိုင်းအကျဉ်းစာတင်နေတဲ့သူပါချက်ချင်းဆိုလို့ live ခန္ဓာကိုလေးလံသွားပေမဲ့ဒီလောက်ကတော့ live ကိုမနိုင်ပါဘူးချက်ချင်းဆိုလို့ကလီယာဝင်တိုက်ခတ်လိုက်ပါတယ်သူကတော့မော်အချီကျွဲအမြင့်ဖြစ်ပြောင်းလဲတိုက်ခတ်နိုင်တဲ့ကျိုးချိန်စာတင်နေတဲ့သူတယောက်ပါပေးကူမြေတန်ကျိုးတွေနဲ့ live ကိုချီနှောင်လိုက်ပါတယ် live ကတော့အပေါ်တက်ချစ်ပြီးတော့အသာလေးလွတ်ထွက်သွားပြန်ပါတယ်တယောက်ချင်းစီရဲ့စွမ်းရည်ကိုစမ်းစင်နဲ့ပျော်နေရှာတဲ့ live ကိုနောက်ဆုံးအဖွဲ့ဝင်ရဓာတ်နဲ့ဝင်ခုတ်ပါတယ် live အသာလေးကလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ကိုယ်သူဓာတ်နဲ့ထိုးချလိုက်တဲ့အခါမှာတော့ live ကိုပါတခါလေးဒဏ်ရာရသွားစေခဲ့ပါတယ်ဒါကတော့မျက်စိရဲ့မြင်သမျှလူကိုဒဏ်မိတ်ပေးနိုင်မဲ့တလီယာပါသူရဲ့တန်ယူဖြစ်သွားတော့လမ်းမဲ့အစား live ကတော့စိတ်လှုပ်ရှားသွားပါတယ်ကြည့်ရတာကတော့မနာသလိုပါပဲအခုဒီ live ပုံမှန်မဟုတ်တော့ဘယ်သူမှသတိမထားမိသေးပါဘူးဒီလိုနဲ့အားလုံးနဲ့မိတ်ဆက်ပြီးရအောင် live ကိုအညံ့ခံမှုပြောပါတယ်ငြိမ်နေလို့ဟုတ်လာပြီထင်သွားပေမဲ့ရုတ်တရက် live ရောတက်လီယာပါချစ်ရမကြအောင်ပျောက်သွားခဲ့ပါတယ်မော်ယူယူနေတဲ့ live ကအခုမှဇလန်းစားတာပါနေရာလုံးဒဏ်ရာပျောက်သွားတာကိုကြည့်ပြီးတော့အယူလိုမျိုးပြောနေပါတယ်ဒါနဲ့မကပဲတက်လီယာကိုတိုက်ခိုက်ရင်ဘာဖြစ်လာမလဲဆိုတော့သိချင်နေတဲ့အယူလိုစိတ်မထိန်နိုင်တော့ပဲလက်တွေတိုက်ခိုက်ပါတော့တယ် live စားတိုက်ခိုက်ပြီးဆိုတာနဲ့ဘယ်သူမှမထိန်နိုင်တာတော့သိကြပါတယ်စိုက်ဘာပုံစံတိုင်းတိုက်ခိုက်ဖို့ပြင်နေတဲ့ live ကိုကြည့်ရင်လည်းကလီယာနဲ့ခရိုတိုက်ခိုက်ခဲ့ဘူးတဲ့စစ်တီမော်ကိုတတိယသွားပါတယ်စကားပြောလို့မဆုံးလိုက်ပါဘူးဝေယုံသုံးကဝင်တိုက်ခိုက်တဲ့ live ကြောင့်အကုန်လက်ပြီးတော့ရှောင်ရပါတယ်ကြားထားတော့ကမော်ဆွားအစဉ်ဖြစ်ပြီးတော့လက်တွေမှာဓာရောတိုင်းမှာကျွမ်းကျင်နေတော့အကုန်သွေးလန့်ကုန်ပါတယ်အရင်ဆုံးဘေဘီလွန်ခန္ဓာကိုစိတ်ဝင်စားလုံးနေရကြောင်းဘလောက်ခံနိုင်မလဲဆိုတော့စမ်းသပ်ပါတော့တယ်ဘေဘီလွန်မောက်သွားတာနဲ့ခရိုနဲ့ကလီယာတို့ဝင်တိုက်ခိုက်ပါတယ်ခရိုရဲ့ကျင်းစာကိုအလွယ်လေးရှောင်လိုက်တာကြောင့်အနောက်မှာရှိနေတဲ့ကလီယာနဲ့တက်လီယာကိုတွားထိပြီးတော့လွင့်ကုန်ပါတယ်ခရိုထမတတ်နိုင်ခင်မှာပဲ live ဘက်ကအသာစီးယူလိုက်ပါတယ်အဆုံးထိမပြောနိုင်လိုက်ပေမဲ့ live လှုပ်ရှားမှုကခဏနေသွားပါသေးရဲ့နောက်တစ်ခါမှလည်းဘာမှမပြောတတ်ခင်အမောက်တိတ်ခံလိုက်ရပေမဲ့ခရောပြောသမျှအကုန်ပြင်းပြသိချင်နေသေးတဲ့ live ကပုံမှန်မဟုတ်တော့တတိထားမိစားပြုလာပါတယ်ကလီယာဝင်တိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူ့စွမ်းအားကြောင့်တက်လီယာနဲ့ညှိနေတာပါအတင်းလှုပ်ရှားလိုက်ချိန်မှာတက်လီယာဝင်စားတွေအကုန်ပြဲကုန်တာကြောင့်နှစ်ယောက်သားစကားများပါတော့တယ်ဒါအဝင်ကောင်းယူပြီးတော့တက်လီယာကို live ကဝင်တိုက်ခိုက်ပါတယ်တက်လီယာကသူ့အတိုင်း live ကိုပါပြန်ထိမဲ့အကြောင်းပြပါတယ်ဒါနဲ့ချင်းကြောက်ပြီးဈေးသေးချင်တာဆိုပေမဲ့ live ကဘယ်လောက်ထိယူတယ်ဆိုတော့တက်လီယာမသိပါဘူးတက်လီယာစကားမဆုံးခင်မှာပဲ live ကကြုံမှုကျင်တယ်လို့ပြောတာကြောင့်တက်လီယာငိုကျင်စိတ်ပေါက်သွားပါတယ်ပြောတဲ့စကားအတိုင်း live ကအနာခံပြီးတော့တက်လီယာကိုတိုက်ခိုက်ပါတယ်နာရတာတော့ live ကတော့ပြောနေနိုင်ပါသေးတယ်
ကလီယာလည်းလွိုက်ကိုဝင်ဖမ်းပြီးတော့စွမ်းရင်ချိတ်ပိတ်ဖို့လုပ်ပါတယ်ကံမကောင်းစွာနဲ့လွိုက်ကပုံမြင်နေပါတယ်နောက်ဆုံးမှာတော့ကလီယာလည်းလွိုက်တက်ကိုက်နဲ့အဝေးကိုလွှတ်ဆင်သွားပါတယ်နောက်ဆုံးကျန်တာကတော့ run ပါအစိတ်အကြောင်းသိမ့်မိသေးတဲ့စိတ်လှုပ်ရှားနေတဲ့လွိုက်ပုံကြောင့် run လဲကြောက်စိတ်နဲ့တော်လုံးနေပါပြီအစိတ်ထုတ်ပြဖို့ရေးတငယ်ချင်းတွေကိုလက်ရက်ခေါ်နေတဲ့လွိုက်ကြောင့် run ကတော့လူရင်းမားပြီးတော့အကျိုးနဲ့မှန်းသိလိုက်ရပါတယ်ကံကောင်းထောင်းမှစွာနဲ့လွိုက်ကိုကလီယာဝင်ထားလိုက်ပါတယ်သူတို့အားလုံးစွမ်းမထိန်နိုင်တာကြောင့် run အစိတ်ထုတ်ရင်သူတို့အားလုံးထိသွားမှာပါဒါကို light အစရေကတတိထားမိပါတယ်တဖွဲ့လုံးကိုယ်စွမ်းကိုမထိန်နိုင်လို့ချိန်စာတင်သူတွေဖြစ်နေရတာပါဒါကြောင့်လည်းအမောင်တွေမှာပဲနေရပြီးတော့ရာဆွဲသားတွေဖြစ်သွားခဲ့ရတာပါငြိမ်နေတဲ့ light ကိုကလီယာဝင်ဖမ်းချိန်မှာတော့ light တစ်ချက်တည်းနဲ့အမောက်တိတ်လိုက်ပါတယ် run လည်းဒေါသထွက်ပြီးတော့တိုက်ခိုက်ဖို့လုပ်ပါတယ်ဒါပေမဲ့ကလီယာဝင်တားလိုက်ပါတယ်light စီကတိုက်ခိုက်ခံရတယ်ဆိုပေမဲ့ကလီယာထိခိုက်သွားတာမျိုးမရှိပါဘူးတကယ်တမ်းသူ့စွမ်းအားသူထိန်းချုပ်နိုင်အောင် light ကလှုပ်ပေးလိုက်တာပါသူတို့ခန္ဓာကိုယ်ကစွမ်းအားတွေအပြင်မထွက်အောင်လို့မထိန်းချုပ်နိုင်ပါဘူး။ဒါကြောင့်အပြင်ကနေစွမ်းအားကိုထိန်းချုပ်ပေးလိုက်တဲ့သဘောပါ။ကိုယ်တိုင်ကတော့လိုသလိုထုတ်သုံးနိုင်ပြီးတော့ဘေးထွက်ဆိုးကျိုးမရှိရကြောင်းကလီယာလည်းပြောသွားပါတော့တယ်။ကျန်တဲ့သူတွေကိုလည်းထိန်းချုပ်နိုင်အောင်လွိုက်ကလှုပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ Crow လည်းချိန်စာတိုက်သလိုမဖြစ်တော့ဘဲနဲ့စကားပြောနိုင်သွားပါတယ်။တသက်လုံးစကားမပြောလာတဲ့ပုံလည်းပေါက်ပါတယ်။ဘေဘီလွန်လည်းနောက်ဆုံးတော့တက်တက်ရက်နိုင်သွားတဲ့ပုံပါပဲ။တမျိုးစီကောင်းစားကြပြီဖြစ်တာကြောင့်အားလုံးပျော်နေကြပေမဲ့ run တော့မပြောချင်အောင်စောင့်နေတော့မှာပဲ။ဒီလိုနဲ့ကျေးဇူးရှင်ဖြစ်သွားတဲ့ light ကိုကြိုးစိုးပွဲလုပ်ကြပါတော့တယ်။ run အဝတ်စားတွေကိုတော့ပေးဝက်လိုက်ပါသေးရဲ့ run ကတော့စစ်တိုက်ဖို့လက်နဲ့ပြင်ဆင်ပေးနေတယ် light ကိုတိတ်ပြီးတော့သဘောမကျပါဘူးစစ်တိုက်ဖို့မဟုတ်ပဲမော်ပညာကိုစိတ်ဝင်စားလို့လက်နဲ့လှုပ်ပေးနေတာဖြစ်ကြောင်း green ကဝင်ရှင်းပြတော့မှနားအေးသွားတာပါသူတို့ကိုညီခဲ့တဲ့ light ကိုသူတို့အကြောင်းမပြောပြချင်ပေမဲ့မော်ဝါလဲစိတ်ဝင်စားတဲ့ light ကတော့နားထောင်လို့စိတ်မရှိပါဘူး light ညင်းနေတာကိုလည်းကလီယာစိတ်ဝင်စားပါဘူးဒီလိုနဲ့ဂျေဇာလူသမားအဖွဲ့ဖြစ်လာရပုံရှင်းပြပါတယ်သူတို့အားလုံးစူးစီးထားတာကတော့ခေါင်းဆောင်ချိတ်ပါအစားအစိမ့်ဝင်စားလို့ညီးညွတ်ခြင်းရဲ့ light တရားနေရပြောင်းနဲ့စွမ်းရင်ပိုင်ဆိုင်ထားတဲ့ဂျိတ်ဆိုတာနဲ့ကိုနေရကားမတက်နားထောင်ကျင်သွားပါတယ်ဂျိတ်ကလည်းစွမ်းရင်ကိုမထိန်ချုံနိုင်တာကြောင့်တစ်ချိန်လုံးရောက်ချင်တဲ့နေရာရောက်သွားတတ်ပါတယ်တခါမှဆိုမသိလိုက်ခင်မှာပဲဘယ်နေရာမှမသိတဲ့တဲကနာရတဲ့ကိုရောက်သွားပါသေးတယ်အတော်စိတ်တော့ကပေးတဲ့စွမ်းရင်မျိုးဆိုပေမဲ့စမ်းလေကြိုက်လေ light ကတော့စိတ်ဝင်စားနေတော့မှာပဲသူတို့အဖွဲ့မှာတော့ဂျိတ်ချိန်စာအစိုးဆုံးပါဒါပေမဲ့အကောင့်မြင်တဲ့ကြိတ်ကြောင့်သူတို့စုစည်းမိပြီးတော့စွန်စားရေးသမားတွေတော့မလုံနိုင်တဲ့အမောင်အလုပ်တွေကိုလုပ်ပေးနေကြတာပါတကယ်တမ်းမကောင်းမှုလုပ်ချင်တာတဲ့ငြိမ်းချမ်းရေးအတွက်ကြိုးစားနေကြကြောင်းသက်သေပြချင်တာပါစွန်စားရေးသမားနေတူအလင်းထဲမှာတာမန်အတိုင်းနေထိုင်ခြင်းခဲ့ကြတာပါဒီလိုနဲ့အပေကန်အနေနဲ့ဂျိတ်ဦးဆောင်မှုကြောင့်အနာဂတ်ရှိလာတဲ့အောင်ရှိလာပါတယ်ရုပ်တရက်လော်ဒတ်နယ်မြေကစစ်ပစ်စင်မလာခင်အထိပါပဲအခုလော်ဒတ်နဲ့စစ်ဖြစ်မဲ့ပုံပေါ်နေတဲ့အပြင်ခေါင်းဆောင်ပါပျောက်နေလိုက်ပါသေးတယ်ဒါကြောင့်သူတို့ဖွဲ့လည်းနေစရာမရဖြစ်နေကြတာပါဒီအကြောင်းနဲ့ရှင်းပြနေတော့မှာပဲသူတို့အဖွဲ့တစ်စိတ်ပါတဲ့စာတစောင်ရုပ်တရက်ရောက်လာခဲ့ပါတယ်တစ်ဖက်မှာတော့ light ပြောက်သွားလို့စိုက်ပါလဲအသေးအံလိုက်ရှာနေရပါပြီ light နောက်အနက်ခံပြီးရောက်လာခဲ့တဲ့ဆိုပေမဲ့ light ကတော့မရှိတော့ပါဘူးကျေးဇားလူသမားအဖွဲ့နဲ့လော်ရက်မြေကိုခီးထွက်သွားကြောင်းစာတစောင်တော့ရောက်ချလာခဲ့ပေမဲ့တေချာမရှင်းပြထားပါဘူးစာအောင်မြင်မြင်ကျဲစိတ်ဘူးတက်လုံးနဲ့အကိုတော်တတိုက်ကတော့ခေါင်းမိတောက်ကုန်ပါပြီရုပ်တရက်မငြိမ်မသက်ဖြစ်နေတဲ့နေရာကိုခီးထွက်တယ်ဆိုတဲ့စကားကိုအဲဘက်လည်းတိတ်ပြီးတော့နားမလည်နိုင်ပါဘူးကျေးဇားလူသမားအဖွဲ့နဲ့ရန်သူတွေပေါင်းပြီးတော့သူ့ညီကိုတစားကန်ဖြစ်ဖမ်းသွားရလို့ပဲထင်လိုက်မိတာပါတရန်ကတော့အထင်နဲ့နေစခင်းလို့မရကြောင်းတားပါသေးတယ်လွိုင်းအနေနဲ့လည်းအလွယ်လေးဖမ်းကန်လို့မရနိုင်တော့သူတို့သိထားအကြောင်းအဲဘက်လည်းတစ်ချက်စိတ်အေးသွားခဲ့ပါတယ်ရုပ်တရက်အခြေကျွမ်းမြင်နေတဲ့ကြံခဲ့တဲ့လွိုင်းရဲ့အဝတ်တွေကိုစိုက်ဘာထုတ်ပြလိုက်တဲ့အချိန်မှာတော့အဲဘက်ရဲ့ငင်းငင်းယူလို့စိတ်တွေပျောက်သွားပြီးတော့တေချာပေါက်စစ်တိုက်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်တွဲဆုနေတဲ့စိုက်ဘာနဲ့အဲဘက်ကိုတိုင်ရန်လဲတားမနိုင်တော့တော့အသေးချာပါတစ်ဖက်မှာတော့ကိုပလာနဲ့အဖမ်းခံရပြီးထင်ထားတဲ့ညီဖြစ်သူဟာကျေးဇားလူသမားအုပ်စုဦးဆောင်ပြီးတော့တစ်ဖက်ပြည်ကိုခီးထွက်နေခဲ့ပါပြီတကယ်တော့ရောက်လာတဲ့စာဂျိတ်စီယာပါလော်ရက်တိုင်းပြည်ကအုပ်ချုပ်နေတဲ့သူတွေကိုအနိုင်ရပြီးတော့ပြင်ဖြစ်သွားကြောင်းရေးထားခဲ့တာပါလွမ်တို့တစ်ဖက်လုံးလာခဲ့ဖို့ဖိတ်ခေါ်ထားခဲ့ပါတယ်အားလုံးပြောသွားပေမဲ့လွိုက်ကတော့တခုခုလွဲနေပြီဆိုတာကိုသိလိုက်ပါတယ်လွမ်ကသူတို့နဲ့အတူလွိုက်ကိုလိုက်လာစေခြင်းပြီးတော့ဂျိတ်စွမ်းရင်ကိုလည်းထိန်းချုပ်ပေးဖို့ပြောပါတယ်ခုနကတည်းကတီနီယာတီးကြကြရောက်လာတဲ့စာကြောင့်ဂျိတ်စွမ်းရင်ကိုထိန်းချုပ်နိုင်တာသိကြကြောင်းလွိုက်ထောက်ပြလိုက်ပါတယ်ရန်တို့လည်းစိတ်ထဲမှာစနိုးစနောက်ဖြစ်သွားပေမဲ့ဂျိတ်အပေါ်တော့တန်တရားမဝင်နိုင်ကြပါဘူး။လွိုင်းအနေနဲ့လိုက်သွားကြမလို့တော့ပေမဲ့ဂျိတ်အပေါ်လိုက်စိတ်ဝင်စားလွန်တာကြောင့်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ရန်တို့နဲ့အတူသွားပြစ်ခဲ့ပေမဲ့ဥဆောင်တာလည်းလွိုက်ပါပဲ။မြန်လုံးနဲ့နှုံကြောင့်တစ်ဖွဲ့လုံးပင်ပန်းပြီးတော့မထနိုင်တဲ့အထီပါပဲ။ဒါကြောင့်တောထဲမှာခဏနားလိုက်ကြပါတယ်။ရန်ကအစားတောက်တဲ့တာဝန်ယူဖို့အစားစရာလိုက်ရှာပါတယ်။ရန်ကငငယ်ကလေးကတောထဲမှာကြီးလာရတာပါ။မြရတဲ့အစိတ်ကြောင့်မို့မိဘနှစ်ပါးစလုံးတည်သွားပြီးတော့အဲ့လိုရန်ကိုတော်ရရနေတက်တိအပြည့်နဲ့ကောက်လာပေးခဲ့တာကတော့ဂျိတ်ကိုယ်တိုင်ပါပဲအစိတ်အပြည့်ထုတ်လွှတ်နေတဲ့ရန်ကိုအဝတ်တင်နဲ့ထုတ်ပိုးပြီးတော့ခေါ်လာခဲ့တာပါသူတို့အားလုံးညင်းပေမဲ့ဂျိတ်ကတော့ရန်ကိုမစွတ်ပြစ်ချင်ခဲ့ပါဘူးဒီလိုနဲ့နောက်ဆုံးမှာတော့ရန်ကိုအားလုံးအတူတူဆော့ကြောင်ပေးခဲ့ပြီးတော့မိသားစုဝင်နေလို့ဖြစ်လာတာပါရန်အနေနဲ့လည်းဂျိတ်ပေါ်ကိုတယောက်လိုတန်ရောစင်တွယ်နေခဲ့ပါပြီရန်နာကြောင့်တီးရတော့ဂျိတ်ပေါ်လိုက်ပို့ပြီးတော့စိတ်ဝင်စားလာပါတယ်မော်ပညာမဟုတ်ပဲနဲ့လူသားတယောက်ပေါ်ပထမဆုံးစိတ်ဝင်စားနေတဲ့တခင်ဖြစ်သူ Greenland အောင်နေပါတယ်
စိတ်ဝင်စားတဲ့သူကယောက်ျားလေးတစ်ယောက်ဖြစ်နေရင်တော့မှလူသားအပေါ်စိတ်ဝင်စားပေးလို့ကျေးဇူးတင်ရမယ့်ပုံပါဒီလိုနဲ့ run ဆွပြုတ်ချက်ပေးပါတယ်အမြင်နဲ့အကုန်လန့်ကုန်ပါတယ်ခရိုကိုစားလို့ကောင်းအောင်ကျင်းစာတိုက်ခိုင်းပေမဲ့ပြောမဆုံးခင် run ကန်ထုတ်လိုက်တာခံရပါတယ်ပထမဆုံးဟင်းချက်ခွင့်ရတာကြောင့်ဒီတိုင်းစားစီခြင်းနေပုံပါသူတို့တွန်းဆုံနေတော့မှာပဲမင်းမျိုးမင်းနဲ့ live ကတော့စားနေပါပြီလမ်းကျိုလမ်းကြားကစင်းရဲသားဖြစ်တဲ့သူတို့ကတွန်းနေလို့မကောင်းတာကြောင့်ဒီတိုင်းစားလိုက်ကြပါတော့တယ်စားကြည့်တော့လေအမြင်နဲ့ကွာနေပါတယ်right တက်ကတော့အရသာဆိုတာထက်အရင်ဘဝအတီလောက်အောင်ဆင်းရဲလို့ဒီတက်ဆိုတာတွေကိုစားဖို့နေပြီးသားပါဒါကတော့ပါမလေးပါလို့ပြောနေသလိုပါပဲအဲဒီနောက်မှာတော့ဂျိတ်အကြောင်းနောက်ကြောင်းပြန်လာပါတယ်တကယ်တော့ဂျိတ်ကလော်ရက်တိုင်းပြည်ရဲ့တက်တက်မြောက်မင်းသားတစ်ပါးပါရည်ရွယ်ချက်ကြောင့်ရန်တို့တမင်ချင်းခဲ့ကြောင်းဝန်ခံခဲ့ပါတယ်လော်ရက်မှာလက်ရှိအုပ်ချုပ်သူကစစ်ပွဲအမြဲတောင်းတနေတဲ့သူပါသူ့ကိုဖြုတ်ချပြီးစစ်ပွဲအေးစေချင်တာကြောင့်စွမ်းအားရှိသူတွေကိုစုဆောင်းနေခဲ့တဲ့သဘောပါအတုံးချခဲ့မိရဲ့အတွက်အကုန်လုံးတောင်းပန်ခဲ့ပါတယ်ရန်ကလွှဲရင်အကုန်လုံးကတည်ပြီးသားဖြစ်ပြီးတော့စိတ်လည်းမဆိုးကြပါဘူးဂျိတ်ကြောင့်သူတို့အလင်းပြတ်မြင်ရဖို့ဖြစ်လာတာကြောင့်လည်းပါပါတယ်တိတ်မကြခင်စုံစမ်းရေးသမားအဖွဲ့ကသူတို့စုချင်းတွေထုတ်ထားတာကိုလည်းပယ်ပြတ်ဖိမဲ့အရေးအောင်ရှိနေပါပြီဒါကြောင့်ဂျိတ်ကိုစိတ်မဆိုးဘဲနဲ့အုတ်ချုပ်သူကူသက်ပေးမယ်လို့ပြောပါသေးတယ်ဂျိတ်ကတော့သူတို့တာမန်ဘဝမှာပဲနေစေချင်နေတာပါအညို့နဲ့တယောက်ကိုတယောက်တတ်မိရင်စုချင်းတွေဖြတ်ပေးမယ်အစားတိုးသွားနိုင်တာမလို့ဂျိတ်ကသူတယောက်တည်းရှင်းမယ်လို့ပြောခဲ့ပါတယ်သူထွက်သွားပြီးပြန်မလာရင်လည်းအဖွဲကိုဆက်သိမ်းထားဖို့ဂတိတောင်းခဲ့သလိုသူပြင်ဖြစ်ခဲ့ရင်လည်းကျင်းစာတဲ့သူအားလုံးနဲ့အေးချမ်းချမ်းနေသွားဖို့ဂတိပေးခဲ့ပါတယ်ဒီလိုနဲ့ဂျိတ်ရဲ့နောက်ကျောင်းပြန်မှုကတော့ပြီးသွားခဲ့ပါပြီလက်ရှိမှာတော့ Lloyd တို့ခီးဆက်နေခဲ့ကြပါပြီကလေးပဲရှိသေးတဲ့ Lloyd ကတော့ကလေးကကြောပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်လက်ရှိအခြေအနေကနည်းနည်းတန်တရားဝင်စရာကောင်းတာကြောင့် Lloyd ကိုမထိခိုက်အောင်ထားခဲ့ဖို့ Ryan ပြောပါတယ်ဂျိတ်အပေါ်တော့သူတို့တန်တရားမဝင်လို့ကြပါဘူးဂျိတ်အနေနဲ့ထဲချုပ်ခံထားရပြီးတော့အတင်းခိုင်းခံရတာလည်းဖြစ်နိုင်တယ်လို့တွေးခဲ့ကြပါတယ်ဒီလိုနဲ့ Lloyd ကိုလမ်းမှာထားခဲ့လိုက်ပါတယ်ဂရင်းကတော့တခင်ဆူမှာကြောက်လို့ Ryan နဲ့အတူလိုက်သွားပါတယ်ဒီလိုနဲ့တိုင်းပြည်ရှိအောင်ရောက်သွားပါတယ်စောင်းကြည့်နေသေးပေမဲ့ဘာမှတန်တရားဝင်စရာမရှိသေးပါဘူးသူတို့ကြိုးစိုးဖို့အတွက်တောင်မှပါတီပြင်ဆင်နေလိုက်ပါသေးတယ်သူတို့ချောင်းကြည့်နေတော့မှပဲလူတစ်ယောက်ရောက်လာပါတယ်သူတို့ကြိုးစိုးဖို့အတွက်စောင့်နေတဲ့သူတစ်ယောက်ပါကျေးဇူးဖွဲ့မှန်းသိရနဲ့သူတို့ကိုခေါ်ပြီးတော့ပါတီကျင်းပပါတော့တယ်တာမန်အတိုင်းအစားဆိုင်နဲ့ဧကန်နေရကြောင်း green လက်စိတ်ရေးသွားပါတယ်လွိုက်ကိုသွားခေါ်ဖို့လုပ်ပေမဲ့စိတ်လှုပ်ရှားနေတဲ့ run သူနဲ့ခဏနေပေးဖို့ပြောတာကြောင့်မသွားဖြစ်လိုက်ပါဘူးခဏကြာမှကျေရောက်လာပါတယ်ဘရင်အဝယ်စားရင်နဲ့ဂျိတ်ကရန်နိုအတွက်နည်းနည်းထူးဆန်းနေခဲ့ပါတယ်ချက်ချင်းနေရာပြောင်းဆွမ်းအောင်တုံးပြီးတော့အဝယ်လဲလိုက်တဲ့အခါမှာတော့စွမ်းအားထိန်းချုပ်နိုင်တာသိကြသွားပါတယ်ဂျိတ်ကသူအထက်အခါကလေ့ကျင့်ထားတာလို့ပြောလာပါတယ်ဒီလိုနဲ့တစ်ဖွဲ့လုံးပြတ်ဆုံနိုင်ပြီးတော့အရာရာအဆင်ပြေသွားပုံထောက်ပါတယ်ကွင်းလည်းစိတ်ချလက်ချနဲ့ထွက်သွားဖို့အပြင်မှာတော့မာယွန်းနေသမျှထွက်ပေါ်လာပါတော့တယ်ရုတ်တရက်ရန်နိုတစ်ဖွဲ့လုံးဂျိတ်ရဲ့အမိန့်အောက်မှာလဲကျသွားပါတယ်ခရိုဆွာနဲ့တော့မှတူလူနီးပါပဲအနားမှာရှိသမျှတိုင်းသူပြည်သားတွေကလည်းပုံစံပြောင်းကုန်ပါတယ်သူတို့ခန္ဓာကိုယ်တွေကနေနတ်ဆိုးတွေအပြုံလိုက်ထွက်ပေါ်လာတာပါရန်နိုကိုလည်းတကယ်တမ်းရည်ရွယ်ချက်ရှိရှိတစ်ခုနဲ့ခေါ်လိုက်တာပါရန်နိုတွေကကြိုက်တဲ့လူကိုရွေးပြီးတော့ဝင်ပူးဖို့သူ့လူတွေကိုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာ green ဝင်ခဲ့ပြီးတော့ထွက်ပြေးဖို့ပြောပေမဲ့ဂျိတ်တစ်ချက်ပြန်တိုက်ခတ်လိုက်ုံနဲ့ green လည်း right အိတ်နေရာအထိကိုရောက်သွားပါတယ်ဒီလိုနဲ့ right လည်းနိုးသွားပြီးတော့ဖြစ်ပျက်နေသမျှအရာအလုံးသိသွားပါတော့တယ်တစ်ဖက်မှာတော့ဂျိတ်ကတရုံမဲ့ဖော်ထုတ်လာခဲ့ပါပြီဂျိတ်ရဲ့ခန္ဓာကိုယ်ထဲမှာတခြားတိုက်ကလာတဲ့ကပ်ပြီးဂူစာမီရှိနေခဲ့တာပါဒီတိုက်မှာလိုချင်တာလာချတဲ့ဂူစာမီကဝိညာဉ်လောကရဲ့နတ်ဆိုးတွေတောင်ခေါ်လာပြီးတော့လူသားတွေဝင်ဘူးခွင့်ပေးထားတာပါဂျိတ်စစ်ကတော့တည်သွားပြီလို့ပြောပါတယ်ဂျိတ်အုံနောက်ကိုထိန်းချုပ်နိုင်ဖို့သူကလာပေါင်းများစွာစူးစမ်းခဲ့ရတာပါဂျိတ်အုံနောက်ကိုထိန်းချုပ်နိုင်ရင်ရန်တို့အကြောင်းအကုန်သိကုန်ပါဆိုလို့ဂျိတ်ကလည်းကိုယ့်ကိုယ်ထိန်းချုပ်ထားခဲ့တာပါဂျိတ်စာတင်သူခန္ဓာကိုယ်ကနတ်ဆိုးတွေအကြိုက်ဖြစ်တာကြောင့်ကာကွယ်ပေးဖို့စူးစမ်းခြင်းခဲ့ပါတယ်ဒါကြောင့်သူခဏကိုယ်ရဲ့ဝင်ဘူးနေတဲ့ဂူစာမီပါတေအောင်သူ့ကိုယ်သူတတ်သေးခဲ့ပါသေးတယ်ဂူစာမီကလည်းမတားခဲ့ပါဘူးတေကနီးပါပဲရန်နိုကာကွယ်နိုင်ပြီဆိုပြီးတော့ဂျိတ်ပြောနေပေမဲ့မှတ်ညံတိုင်းကိုဂူစာမီမြင်သွားပါတယ်ပြီးရနဲ့ဂျိတ်ကိုတေခွင့်မပေးဘဲနဲ့ပြန်ကူတာပေးခဲ့ပါတယ်ဒီလိုနဲ့ဂျိတ်လည်းအခါခါတေဖို့စူးစမ်းရင်းနဲ့နောက်ဆုံးမှာတော့စိတ်ကိုဝါမြုပ်ခံလိုက်ရပါတယ်ဂျိတ်ဆိုတာလည်းတဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါတယ်သူ့လောက်ရသူကျေနပ်နေတဲ့ဂူစာမီကသူ့လူတွေကိုကြိုက်တဲ့ခန္ဓာကိုယ်ဝင်မှုဖို့ပြောပါတယ်အကောင်လုံးနီးပါးကရန်ရဲ့ခန္ဓာကိုယ်နဲ့ရန်ရဲ့စွမ်းအားကိုပဲလိုချင်နေကြတာပါကျုပ်တည်းရဲ့ရက်ခန္ဓာကိုယ်အပေါ်ကထိန်းချုပ်ထားတဲ့အမှတ်အသားကိုတွေးလိုက်ပါတယ်ဂျိမ်းမညံထဲမှာမပါတာကြောင့်ဂူစာမီလည်းရန်ကိုပြောပြဖို့အတွက်တွန်းအားပေးလိုက်ပါတယ်ဂူစာမီရဲ့စွမ်းအားကိုတွန်းလှန်ပြီးတော့ရန်ကတော့ပြောမထွက်အောင်ထိန်းထားပါတယ်နောက်ဆုံးသိမခတ်နိုင်လောက်တွန်းလာပေးလာတဲ့အချိန်မှာပဲလွိုက်ရောက်လာခဲ့ပြီးတော့ဂူစာမီတို့ရှိတဲ့နေရာတစ်ခုလုံးဖောက်ခွဲပစ်လိုက်ပါတယ်ရန်တို့တော့အကာအကွယ်ကိုစီနဲ့အကာအကွယ်ပေးထားခဲ့ပါတယ်ဒဏ်ရာရထားတဲ့ရန်ကိုစိတ်ကူပြီးတော့အကောင်လုံးပြေးဖို့ရိုက်ကပြောလိုက်ပါတယ်ကျန်တာသူ့လက်အက်ခဲ့ခိုင်းပါတယ်ရန်ကတော့ရိုက်ကိုထားမသွားချင်ပါဘူးသူတို့ရှိနေရင် right အတွက်အနောက်ချက်ပို့ဖြစ်မှာကိုကလီယာတို့ကနားလဲပါတယ်ဂူစာမီကလည်းကလီယာတို့ကိုပြစ်မှတ်ထားနေရပါမနိုင်နိုင်မဲ့အတူတူ right လက်ကိုပဲအက်ကက်လိုက်ပြီးတော့ run ကိုခေါ်ပြေးကြပါတယ်ပျောက်သွားတဲ့ဂူစာမီကြောင့်နတ်ဆိုးရီကလည်းတွင်းထဲကျသွားပြီလို့ထင်ကြပါတယ်ဂူစာမီကသူတို့ထပ်ပို့တော့ပါတယ်နတ်ဆိုးရီနောက်ကပြန်ပေါ်လာပြီးတော့ကျိန်စာတင်းလူတွေနောက်ကိုလိုက်ဖို့ပြောပါတယ်
နတ်ဆိုးတွေကလည်းဂူဆာမီကိုကြောက်ရတာကြောင့်ရန်တို့နောက်ကိုအမြန်လိုက်ကြပါတယ်လွိုက်ကတားလိုက်ပါတယ်လွိုက်နဲ့ဂူဆာမီတို့ထိတ်တိုက်တွေ့ကြပါပြီဂူဆာမီဘက်ကလက်ဦးမှုယူပြီးတော့လွိုက်ကိုစတိုက်ပါတယ်ထူးဆန်းစွာနဲ့ဂူဆာမီရဲ့စကတ်လုံးမော်အစွမ်းအားအထက်တက်ရှိရဲ့လွိုက်ရဲ့အကာအကွယ်ကိုစိတ်ဝင်လာပါတယ်ဒါအောင်မြင်ပြီးလွိုက်ရှောင်သိမရှောင်သိပြားများသွားပါတယ်ဂူဆာမီရဲ့မော်အဆန်းကိုစိတ်ဝင်စားနေသေးရပါလက်တစ်ဖက်ကဂရင်းကရှောင်လိုက်ဖို့တိုက်တွန်းလိုက်တာကြောင့်ရှောင်လိုက်တဲ့အချိန်မှာ right နောက်ကနတ်ဆိုးကိုထိပြီးတော့နတ်ဆိုးသေသွားတာကိုတွေ့ရမှာပါ right စွမ်းရင်ကိုစစ်စစ်ကြည့်ပါတယ်စကက်တီနိုက်လို့ခေါ်တဲ့စွမ်းရင်အမျိုးအစားဖြစ်ပြီးတော့နတ်ဆိုးတော်မှာထိရင်နှလုံးရက်ပြီးတော့သေစေနိုင်ပါတယ် right အထိမခံတာပဲတော်သေးရဲ့လို့ပြောရမှာပါ green ကမတိုက်ပဲပြေးဖို့ပြောပါသေးတယ်ကုဆာမီကမော်ပညာမလိုပဲနဲ့မော်စွမ်းရင်ကိုတိုက်ရိုက်သုံးနေတာပါ crow ရဲ့ချိန်စာအစွမ်းရင်နဲ့တူပေမဲ့ထိရောက်မှုကအစမြင်မာလွန်းနေပါတယ်မော်ပညာနဲ့ဂျာငန်တိုက်ခိုက်ရင်တော့လွိုင်းရဲ့အကာအကွယ်ကခံနိုင်ရင်မရှိပေမဲ့မော်စွမ်းရင်တိုက်ရိုက်သုံးရင်တော့မဖြစ်နိုင်ပါဘူးကန့်သက်ချက်တွေရှိနေပါတယ်ရှေးပုံစံမော်စွမ်းရင်ကိုသုံးရင်အကာအကွယ်ကစကားလိုဖြစ်သွားပြီးတော့မော်စွမ်းရင်ကစိတ်ဝင်လာမှာပါဒါကြောင့်တားမရနိုင်ပါဘူး green ကနတ်ဆိုးအစင်းစင်းရှိကြောင်းလည်းရှင်းပြပါတယ်ဂူဆာမီနောက်လိုက်တွေကတော့အဆင့်30နတ်ဆိုးတွေပါပေါဇူဇူကတော့အဆင့်ရှိပြီးတော့ green ကိုယ်တိုင်ကတော့အဆင့်3နေပါဂူဆာမီကတော့ငရဲပြည်ရဲ့တစ္ဆာတော်ကံမကောင်းဆိုးဝါးတစ်ပါးပါအဆင့်1ရှိရဲ့နတ်ဆိုးအကောင့်100နဲ့တော့ဂူဆာမီကိုမနိုင်ပါဘူးတနည်းပြောရရင်တက်ရှိကတ်ဆိုးတစ်ခုလိုပါပဲဒါအကြောင်း green ကတားနေပေမဲ့လည်း light ကနားမထောင်ပါဘူးဂူဆာမီနဲ့ထိတ်တိုက်ရင်ဆိုင်မှုဆုံးဖြတ်ပြီးပါပြီ light ကကိုခုနှစ်မြောက်မင်းသားအပြင်မိတ်ဆက်ပါတယ်ဂျေးရဲ့မညံထဲမှာ light ရှိနေပြီးသားပါဂျေးအသက်ရှိစဉ်တုန်းက light နဲ့တွေ့ကျင်နေခဲ့တာပါဂူဆာမီက light လောက်လိုက်တဲ့တွင်းနဲ့ကြီးကိုပြပြီးတော့ light ကသူ့တက်ဆိုးကြောင်းခက်နေပါတယ်တစ်ဖက်က light ကလည်းလောက်ကျတက်ပြတ်သူတစ်ဖွဲ့လုံးတက်ချင်နေတဲ့ဂူဆာမီကိုအကောင်းပြန်ပြောစရာမရှိတော့ပါဘူးသူလိုချင်နေတဲ့ခန္ဓာကိုယ်ကိုလွတ်ပေးတဲ့ light စီကအယောပြန်ပေးဖို့ပြောရင်လည်းဂူဆာမီကစတိုက်ခိုက်ပါတယ် green ကတော့ပြေးဖို့ပဲပြောနေတော့မှာပဲဂူဆာမီကလွယ်လွယ်နဲ့မနိုင်နိုင်ဘူးဆိုတာထက်မြင်းနဲ့အဆင့်မှရှိနေတာပါတခြားနတ်ဆိုးတွေကိုမော်ပညာနဲ့မတက်နိုင်တာမှန်တော့ပါသူစုလိုမျိုးဖိအားပေးရများရင်တော့ပျောက်ကွယ်သွားနိုင်ပါတယ်ဂူဆာမီကတော့အလုံးမခွဲနဲ့ပို့ပြီးတော့ခံနိုင်ရရှိပါတယ် light ကတော့နားထောင်မှုစိတ်ကူးမရှိပါဘူးပထမအချက်မှာလေ light အကာအကွယ်အပ်သွားပါတယ် light ရဲ့အကျန်းခံနိုင်တဲ့အလွှာပေါင်းများစွာနဲ့အကာအကွယ်အပ်သွားတာပါနောက်ဆုံးမှာတော့ light နဲ့မြင့်မြတ်တတ်တာ level ချင်းရှင်းနိုင်တဲ့သူထွက်ပေါ်လာသလိုပါပဲတစ်ချက်ထိပြီးရနဲ့ဂူဆာမီကအချက်ပေါင်းများစွာပြန်တိုက်ခိုက်ပါတယ် light ကပြန်တိုက်ခိုက်မဲ့အစားစက္ကန့်မလက်တိုက်ခိုက်သမျှကိုရှောင်ရှားပါတယ်ရှောင်နေတော့မှာပဲဂူဆာမီကနေရာပြောင်းရွှေ့ခြင်းစွမ်းအားနဲ့တစ်ဖက်ပိတ်လိုက်ပါတယ် light ကိုတစ်ဖက်ကပြေးဝင်လာတဲ့သူ့စွမ်းအားလက်နက်တွေစီကိုကန်ထုတ်ပစ်လိုက်ပါတယ် light လည်းအချိန်မီဂျာဂတ်နဲ့တစ်ခုနဲ့ကာဝယ်လိုက်ပါတယ် light တို့ရဲ့တိုက်ပွဲကိုတော့အဝေးကနေ run တို့အဖွဲ့ရောနတ်ဆိုးအဖွဲ့ရပါပါဇက်အဟောင်းသားနဲ့ငေးကြည့်နေကြပါတယ်ပြီးတော့မှတတိယပြီးတော့ run တို့ကိုလိုက်ဖမ်းကြပါတယ်ကလီယာကဘေဘီလွန်ဂိတ်တကားဖွင့်ခိုင်းလိုက်ပါတယ် light ခန္ဓာကိုယ်မှာအတူရှိနေတဲ့ green ကလန့်ပြီးတော့ငိုပါတော့မယ် light ကတော့တစ်ချက်မှမထိသေးပါဘူးခုနကဂူဆာမီသုံးလိုက်တဲ့နေရာပြောင်းရွှေ့ခြင်းစွမ်းရင်ဟာဂျိတ်စွမ်းရင်မဟုတ်ပါဘူးဂျိတ်ကထိန်းချုပ်နိုင်စွမ်းရင်မရှိတာအမှန်ပါဂျိတ်နဲ့မတူပဲဂူဆာမီလိုကတ်ဆိုးတစ်ပါးအတွက်မော်စွမ်းရင်ကိုကြိုက်သလိုသုံးဖို့ကပေါင်မတစ်ခုပါဒါကြောင့်ထူးခြားတဲ့စွမ်းအားနဲ့ကျင်းစာတက်နေတဲ့ဂျိတ်လိုလူတွေဆိုတာကလည်းသူတို့အတွက်တော့အသုံးချစရာတစ်ခုအပြင်မပို့ပါဘူးနောက်ဆုံးထိထိခိုက်တာမျိုးမရှိဘဲနဲ့ light ကိုဂူဆာမီကစွမ်းအားအကုန်ပြပေးမယ်လို့ပြောပါတယ်လမ်းစရာကောင်းပေါ်လာတဲ့စွမ်းရင်လက်နက်ပေါင်းများစွာတွေ့ရမှာပါlight ကိုအထီးခံမလားရှောင်မလားပြေးမလားဆိုတဲ့မေးခွန်းမဆုံးခင်မှာပဲလက်ဖြောက်တီးလိုက်ပါတယ်မျက်စိတမိတ်အတွင်း light ရဲ့နှလုံးတက်တဲ့ကိုဂူဆာမီလက်နဲ့စိုက်ဝင်သွားပါတယ်ပြောချင်တာက light ဘယ်ဟာကိုရွေးချယ်ခြင်းရွေးချယ်ခွင့်မရှိတော့ဘူးဆိုတဲ့သဘောပါပြီးရင်နောက်မှာတော့ငြိမ်ကျသွားတဲ့ light ခန္ဓာကိုယ်တွေကိုလက်နက်ပေါင်းများစွာထပ်ပစ်ပါတယ်တစ်ဖက်မှာ run တို့အုပ်စုနဲ့နတ်ဆိုးတို့အုပ်စုလည်းထိတ်တိုက်တွေ့နေကြပါပြီဂလီယာတို့အရှုံးမပေးပဲပြန်တိုက်ခိုက်ပါတယ်ပထမဆုံးဂလီယာစွမ်းအားနဲ့ထိတ်ချုပ်ပါတယ်ထတ်တိုးအနေနဲ့ခရိုးစွမ်းအောင်တုံးပြီးတော့လှုံ့မြောက်အောင်ထိန်းထားလိုက်ပါတယ်အချိန်ကဘေဘီလွန်လည်းဂိတ်ကိုဖွင့်လိုက်ပါတယ်ရန်နဲ့ခရိုးတို့ကတစ်ဖက်ကိုရောက်ချိန်မှာတော့နတ်ဆိုးတွေပြန်ထားလာပါတော့တယ်ဒီခါမှာတော့တက်လီယာရှေ့ထွက်ပြီးတိုက်ပါတယ်နတ်ဆိုးတွေအားလုံးကိုမြင်အောင်ကြည့်ပြီးတော့သူ့ချက်တော့တစ်ဖက်ကိုခုတ်ချလိုက်ပါတယ်နတ်ဆိုးတွေအားလုံးမလုံနိုင်ဖြစ်သွားချိန်မှာပဲရန်တို့ကိုပြေးခိုင်းပါတယ်သူမျက်စိရှိပေါ်မလာအောင်ထွက်သွားခိုင်းပြီးတော့တောထဲမှာတီနီယာဖြောက်ဖို့ပြောလိုက်ပါတယ်ခြေထောက်တန်ရနဲ့တက်လီယာလည်းလိုက်မပြေးနိုင်တော့ရန်လိုလည်းသိရကြောင်းထားမတော့ရက်ပါဘူးဆိုတော့နတ်ဆိုးတွေအတွက်ဒီတန်ရလောက်ကပြန်ကောင်းအောင်ကုနိုင်ပါတယ်တက်လီယာခြေလောက်ကိုပဲနောက်တစ်ချက်ဓာတ်နဲ့ထိုးပြီးတော့အချိန်ဆွဲလိုက်ပါတယ်ရန်တို့ထွက်ပြေးခိုင်းပြင်မဲ့ရန်မပြေးချင်ပါဘူးတက်လီယာနဲ့အတူရှိနေတဲ့ကလီယာဂိတ်တကားကိုပိတ်လိုက်ပြီးတော့ရန်တို့ပြန်ဝင်လို့မရအောင်လုပ်လိုက်ပါတယ်နတ်ဆိုးတွေကိုတက်လီယာတယောက်တည်းထိန်းထားဖို့ဆိုတာမဖြစ်နိုင်တာကြောင့်နောက်ဆုံးဓာတ်ချက်အထိအတူရှိနေပေးဖို့ဆုံးဖြတ်လိုက်တာပါနောက်ဆုံးဓာတ်ချက်ဆိုတဲ့အတိုင်းတက်လီယာကလည်းသူ့လက်ပင်ကိုဓာတ်နဲ့ရွှဲလိုက်ပါတယ်တက်လီယာအကြောင်းသဘောပေါက်ပြီးနတ်ဆိုးတွေတားဖို့ကြိုးစားပါတယ်ကလီယာကလမ်းပိတ်လိုက်ပြီးတော့တက်လီယာကလည်းဓာတ်နဲ့လိချလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဂူဆာမီလည်းငြိမ်သက်နေတဲ့ light ခန္ဓာကိုကြည့်ပြီးတော့နိုင်မီအထင်နဲ့စကားတွေလွတ်များနေပါတယ်
သူ့ဟောပြောချက်အရှိကြီးမဆုံးခင်မှာပဲလွိုက်ခန္ဓာကိုယ်ကကြောက်ဖြစ်ပြောင်းပြီးတော့တစားစီကြေးမော့သွားပါတယ်လွိုက်အချိန်မီအစားထုတ်ခဲ့ပုံမှာပဲတစ်ဆက်တည်းဂူဆာမီရှိလွိုက်ပေါ်လာပြီးတော့တိုက်ခိုက်ပါတယ်ဂူဆာမီအချိန်ကရှောင်လိုက်နိုင်ပါတယ်ဒီခါမှာတော့လွိုက်ဓာတ်တစ်ချောင်းကင်ထားတာကိုတွေ့ရမှာပါနောက်တစ်ခါတိုက်ပွဲအပြင်းထန်စားတော့မယ့်အခြေအနေပါရှုပ်တရဲ့ရန်တို့ရှိနေတဲ့တတိုင်းအပြင်ဘက်ကိုမီတောက်တွေထွက်ပေါ်လာပြီးတော့နတ်ဆိုးအုပ်စုလောင်ကျွမ်းသွားပါတယ်တယ်လီယာတို့နောက်ကခိတ်တကားလည်းပြိုကျသွားပြီးတော့အဲဘက်တို့ရောက်ချလာပါတယ်တလုံးပါလာပြီးတော့လွိုက်ကိုကယ်ဖို့ရောက်လာကြတာပါအဲဘက်နဲ့သူပါလာတဲ့စိုက်ပါကိုအမြင်ခရိုတယောက်လည်းမြင်မှုသလိုခံစားနေလိုက်ရပေမဲ့စဉ်းစားချိန်သိမ့်မရပါဘူးသူတို့တစ်ဖွဲ့လုံးကိုအထင်လွဲနေရကြောင်းအဲဘက်ကချင်းချောက်ပြီးဖြည့်ရှင်းခိုင်းပါတယ်ဒိုင်ယန်ကအရင်ဆုံးနတ်ဆိုးတွေကိုပဲချိန်မုံမပြောပြီးတော့တားပါတယ်ဒါပေမဲ့စိုက်ပါကမျက်စိရှိရရန်တို့တစ်ဖွဲ့လုံးရှင်းပြဖို့စိတ်အားထက်သန်နေလို့တားမရပါဘူးဒါနဲ့ထောက်ပြီး10မိနစ်အတွင်းဖြည့်ရှင်းဖို့ပြောပါတယ်လေရင်တယောက်ချင်းစီကောင်းဖြတ်မယ်လို့ပြောပါတယ်ကလီယာကရဲတဲ့တဲမှာလွိုက်တက်ခိုင်းနေကြောင်းပြောပြပါတယ်အဲဘက်ကအကြောင်းအရာဆုံးတေချာထပ်မေးပါတယ်ရန်ဖြစ်ဖို့လို့တော့ခရောကဝင်တားလိုက်ပါတယ်လွိုက်ကသူ့ဆွာနဲ့ပတ်သက်ပြီးဖုံးကွယ်ပေးတာကိုဂတိတောင်းတာကြောင့်ပါလွိုက်ကတကွက်ချုံမြင်ခဲ့ပါတယ်အဲဘက်တို့သာတည်သွားလို့တိုက်ပွဲကိုမြင်သွားရင်လွိုက်လိုဝက်ချက်တွေအကုန်ပေါက်သွားတော့မှာပါဒါကြောင့်ရန်ကအားနဲ့နတ်ဆိုးတကောင်နဲ့တက်ခိုင်းနေတာဖြစ်ကြောင်းလိန်ပြောလိုက်ပါတယ်စိုက်ပါတော့မကြုံပါဘူးလိန်နဲ့ရန်ကနေစပြီးတော့ရှင်းပြဖို့လုပ်ပါတယ်အားလုံးလန့်သွားတော့အဲဘက်ကစိုက်ပါကိုတားလိုက်ပါတယ်သိထားသလိုဒုတိယမြောက်မင်းသားကလူတွေအပေါ်ကျင်နာပြီးတော့ညပညာအရှိဆုံးလို့ထင်ပြီးလို့ဝိုင်းပြီးတော့အားပေးကြပါသေးတယ်အဲဘက်ကငယ်တဲ့သူတွေကပဲမစပဲအကြီးတွေအစရှင်းဖို့ပြောတဲ့အချိန်မှာတော့မျောလင်းချက်တွေပြောက်ကုန်ပါတယ်ဒါအပြင်လွိုက်ကြံခဲ့တဲ့အတွင်းခံကပြပြီးတော့ဒီလိုလုပ်ပြီးသူ့ညီရရန်တို့ကိုဘာလို့ကူညီရမှာလဲလို့ပြောပါတယ်အဲဘက်အထင်မှားနေပေမဲ့မှားပုံမှားနေရတော့မှန်နေပြန်ပါတယ်ကလီယာကသူ့ရဲ့အခြေအချွဲတွေနဲ့ညစ်ပတ်ကုံလုံးလို့ဖြေရှင်းပါတယ်အခြေအနေပိုဆိုးသွားပြီးတော့အဲဘက်နဲ့စိုက်ပါတို့နှစ်ယောက်သားသွေးစားနေတဲ့အခြေအနေကိုရောက်သွားပါပြီရန်ဝင်တားလိုက်ပြီးတော့သူတို့ကယုံကြည်စရာမကောင်းတော့ယုံပေးဖို့ပြောပါတယ်သူတို့မိသားစုနေဖြစ်တဲ့ဂျိတ်ကိုလူယူခံရတာကြောင့်လိုက်ကိုညီပေးတာဖြစ်ကြောင်းရှင်းပြပါတယ်ရှုပ်တရဲ့နတ်ဆိုးတကောင်ဝင်ပြီးတော့ခုံအုပ်ဖို့လုပ်ပါတယ်မင်းသမီးအလီစီနဲ့သူ့မကောင်းစွာလီရူကဝင်ကယ်လိုက်ပါတယ်နောက်ပြီးရန်ကိုယုံလို့ရကြောင်းပြောပါတယ်တခုခုထမှားခဲ့ရင်လည်းအကောင်လုံးလီရူကိုစားခိုင်းလို့ရကြောင်းပြောပြီးတော့သဘောတူညီချက်ရသွားပါတော့တယ်အဲဘက်လည်းလက်ခံလိုက်ပြီးတော့နတ်ဆိုးအုပ်စုကိုအရေးရှင်းဖို့လုပ်ပါတယ်လိုက်စီသွားဖို့တော့စိုက်ပါကိုတာဝန်ပေးလိုက်ပါတယ်လိုဝက်ချက်ပေါ်သွားတော့မှမို့ရန်ကသွားမြောင်တာပါတယ်စိုက်ပါဖဲကိုပြောပြီးတော့ဓာတ်နဲ့ချင်းချောင်းချိန်မှာပဲရဲတိုက်ဘက်ကတရားပြိုကျသွားပါတယ်အခုစိုက်ပါတို့သွားလို့မရတော့ပါဘူးအောက်ပြကြကုန်တဲ့နတ်ဆိုးတွေကလည်းရေကူးပြီးတော့တတိုင်းတစ်ဖက်ကိုသွားနေကြတာပါရန်တို့အုပ်စုကိုကြောင်ပိတ်တိုက်ခိုက်တော့မှမလို့အဲဘက်တို့လည်းလက်အုပ်မှုရယူဖို့ဆိုနောက်ပြန်ဆုံးမရမှာပါဒါကြောင့်စိုက်ပါလည်းသွားလို့မရတော့ပါဘူးဒီလိုဖြစ်အောင်တော့ဂူဆာမီနဲ့လွိုက်တို့ပြောင်းပြီးတော့ကြံတာပါဒါမှနှစ်ယောက်တည်းအေးဆေးတိုက်လို့ရမှာပါရန်တို့အတွက်လည်းအကူအညီရောက်လာပြီဖြစ်တာကြောင့်လွိုက်တယောက်တိုက်ပွဲမှာအာရုံစိုက်လို့ရသွားပါပြီတစ်ဖက်မှာအဲဘက်တို့လည်းနတ်ဆိုးတွေကိုစက်တိုက်ခိုက်နေပါတယ်မော်ပညာလောင်းနဲ့မထီးရောက်တာကြောင့်မီးလောင်လည်းပဲနတ်ဆိုးတွေကခဏလေးနဲ့ပြန်ကောင်းလာကြပါတယ်မော်ဒါတွေကသူတို့လူတွေရဲ့မော်စွမ်းရည်ကိုစုပ်ယူနေတာကြောင့်နတ်ဆိုးတွေကခံနိုင်ရင်မကုန်ဝင်အဲဘက်တို့ဘက်ကအားနေဖို့ပုံများလာနေပါပြီတိုင်ယန်ကလည်းလွိုင်းနဲ့အတူအထူးလောက်ထားတဲ့ဒဲလော့ထားနဲ့တိုက်ခိုက်ပါတယ်ပိုပြီးစွမ်းကြည့်ပေမဲ့လည်းနတ်ဆိုးတွေဘက်ကထိခိုက်တာမျိုးမရှိပါဘူးကြာလာရင်ရီရူနဲ့ဆိုင်ပါတို့လည်းအနီးကဝင်တိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပါဘူးဒီလိုဆိုမှအဲဘက်တို့နဲ့အတူစိုက်ပါရှိနေတာကိုတတိထားမိသွားပါတယ်စိုက်ပါကတော့ရှီယိုနဲ့အတူတရားတစ်ဖက်ကိုခုံကျော်ဖို့ကြိုးစားနေကြပါတယ်ဂလီယာတို့ကမလုပ်ဖို့တားပါသေးတယ်ရှီယိုအနေနဲ့စိုက်ပါကိုတင်ပြီးခုံကျော်ဖို့မဖြစ်နိုင်တော့တာကြောင့်ကြိုးချပြီးတော့ခုံကိုင်းဖို့လုပ်ပြန်ပါတယ်တခင်နဲ့တွေ့ရမယ်ဆိုတော့ရှီယိုကလည်းတက်တီတွေစုပုံပြီးတော့ကျိုးနဲ့တောင်မှမချီပဲခုံကျော်လိုက်ပါတယ်အလဲမှာပဲပြုတ်ကျသွားပါတယ်စိုက်ပါကတော့လက်မလျှော့သေးပါဘူးကိုရိုင်းခုံဖို့လုပ်ချင်မှာဂလီယာအရင်ဆုံးအဲဘက်တို့ကိုပြောလိုက်ပါတယ်ရုပ်တရက်တရားအောက်ကနေနတ်ဆိုးတကောင်ထွက်လာပြီးတော့စိုက်ပါကိုတိုက်ခိုက်ပါတယ်စိုက်ပါရှောင်လိုက်ပြီးတော့ပြန်တိုက်ခိုက်ပါတယ်နတ်ဆိုးတွေကသူ့ကိုယ်သူ level 8ရှိရဲ့နတ်ဆိုးတွေဖြစ်တာကြောင့်တခြားနတ်ဆိုးတွေတက်ပို့ဆွမ်းကြောင်းကြော်ညာဝင်ပါတယ်ငရဲပြည်ရဲ့အစွမ်းဆုံးဓာတ်ဖြစ်တဲ့နတ်ဆိုးတောက်အသုံးပြုသူပါစိုက်ပါကတော့သူ့ကိုစိတ်ဝင်စားမယ်စားတစ်ခါရှုံးမှုတာကြောင့်အခုချိန်ထိအရေးတစ်ခုလိုလိုက်နေတယ်ပါဆူဆူရဲ့အဆင့်ကိုပဲသိကျင်နေပါတယ်ဒါအပြင်စကားများနေတဲ့ဒီနတ်ဆိုးလည်းထုံးစံတိုင်းစကားလုံးနေနဲ့နာအောင်ဖဲ့ပြန်ပါတယ်တစ်ဖက်မှာအဲဘက်တို့လည်းဆက်တိုက်ခိုက်နေတော့မှာပဲအဲဘက်တယောက်နတ်ဆိုးတွေအပိုင်စီးတော့တယ်လော်ရက်တိုင်းသူပြည်သားတွေကိုကဲဖို့နီလန်ရှိမရှိစဉ်းစားနေမိပါတယ်တတိလုံးနေတော့မှာပဲနတ်ဆိုးတကောင်အဲဘက်ကိုနောက်ကနေဝင်တိုက်ခိုက်ပါတယ်စောင်းကြည့်နေတဲ့ဘေဘီလုံကအချိန်မီဝင်ကယ်လိုက်ပါတယ်ဘေဘီလုံကနတ်ဆိုးကလွှဲရင်မရှိတော့တဲ့ခန္ဓာကိုယ်တွေကိုကဲဖို့မဖြစ်နိုင်ကြောင်းပြပါတယ်အဲဘက်လည်းအစွမ်းကုန်တိုက်ခိုက်ပြီးတော့လွတ်မြောက်လုပ်ပေးဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့အမြင့်ဆုံးစွမ်းအုပ်သုံးပြီးတော့နတ်ဆိုးတွေကိုမီးပုံရှို့လိုက်ပါတယ်သူ့လူတွေကိုလည်းတနာအောင်မနေပဲနဲ့အဆုံးထိအမြင့်ပြတ်ချေမဖို့အမိန်ပေးလိုက်ပါတော့တယ်စိုက်ပါနဲ့အစင်းရှင်းနတ်ဆိုးတို့လည်းအပြင်းထန်တိုက်ခိုက်နေကြပါပြီလက်ရည်ကသူ့မသားကိုမသားဖြစ်နေပေမဲ့စိုက်ပါကတော့မျက်နှာတစ်ချက်မပြတ်ပါဘူးအကွက်မျိုးစုံထော်သုံးကြရင်နောက်ဆုံးမှာတော့နှစ်ယောက်လုံးတစ်ချက်စီထိသွားကြပါတယ်
နတ်ဆိုးကတရေလို့မြူစားဖို့ပြောပြီးတော့နတ်ဆိုးတန်ရာချက်ချင်းပြန်တက်တာသွားပါတယ်နတ်ဆိုးတကောင်ကိုတစ်ချက်တည်းနဲ့အသေးမတက်နိုင်ရင်နိုင်မို့ဆိုတာမဖြစ်နိုင်ပါဘူးနတ်ဆိုးလည်းချိန်စာတဲ့ခန္ဓာကိုယ်ယူမဲ့အစားစိုက်ဘာခန္ဓာကိုယ်နဲ့ပညာကိုယူမယ်လို့ပြောပါတယ်ရုပ်တရက်ဓာတ်ရေးပုံစံလည်းပြောင်းသွားပါတယ်နတ်ဆိုးယူထားတဲ့ခန္ဓာကိုယ်ရဲ့ဓာတ်ရေးပုံစံမှာလောရဲ့တိုင်းသူပြည်သားတွေတော်တော်များများကဓာတ်ရေးကျွမ်းကျင်ကြပါတယ်အခုတော့ခန္ဓာကိုယ်ပိုင်ရှိပိုင်ဆိုင်ခဲ့သမျှကိုနတ်ဆိုးကပိုင်ဆိုင်သွားပါပြီလူတွေဆိုတာကသူတို့လိုနတ်ဆိုးတွေအတွက်ကတော့အဝတ်စားလိုပါပဲစိုက်ဘာကိုလည်းသူဝေးပြန်ဝေးမယ်လို့ကြွေးကြော်ပါတယ်စကားများနေတဲ့နတ်ဆိုးကိုစိုက်ဘာဓာတ်နဲ့ဝင်ခုတ်တာကြောင့်နတ်ဆိုးမနေတားလိုက်ရပါတယ်ဒါအပြင်စိုက်ဘာကနတ်ဆိုးသုံးသွားတဲ့အကွက်ကိုအကြည့်နဲ့တွေပြန်သုံးတက်သွားတာပါစိုက်ဘာအပြောတွေကြောင့်နတ်ဆိုးဒေါသထွက်နေတော့မှပဲရေတရရှိလို့ပြန်တက်လာပါတယ်နတ်ဆိုးကဘဲဥတကောင်ပို့လာရုံနဲ့သူ့ကိုမနိုင်ဘူးလို့ပြောပါတယ်စိုက်ဘာကဘာမှမပြောဘဲနဲ့ရှီကိုအမွေးပွားတွေကြားတွေကဓာတ်တစ်ချောင်းထုတ်လိုက်ပါတယ်ဒါကိုတော့ right နဲ့ diamond တို့လုပ်ပေးထားတာပါပါစုစုနဲ့တိုက်ပြီးကြတဲ့ကနတ်ဆိုးတကောင်အနိုင်ရနိုင်မဲ့ဓာတ်တစ်လက်ကိုစိုက်ဘာလိုချင်နေခဲ့တာပါဒါကိုသတိထားမိရဲ့ light ကတန်မာပြီးတော့ကိုင်းနိုင်ဆက်နိုင်တဲ့စွမ်းရင်အဓိကပါတယ်ဓာတ်တစ်ချောင်းလုပ်ပေးခဲ့တာပါဒါကို3ယောက်လုံးရဲ့နာမည်ပါအောင်ဒီလိုဖာလုပ်ပေးဖို့ဒိုင်ယန်ကပြောပါတယ်စိုက်ဘာကြားတာတော့ light ပါဖြစ်ပြီးတော့ဒိုင်ယန်ကိုဖယ်ထုတ်ခံလိုက်ရပါတယ်နောက်ဆုံးမှာတော့ပါစုစုရှုံးသလိုနောက်တစ်ခါမရှုံးအောင်ချိန်စာတင်တာနတ်ဆိုးတတ်သူဆိုတဲ့နာမည်ကိုပေးခဲ့ပါတယ်နတ်ဆိုးကတော့မှန်မချသေးပါဘူးစိုက်ဘာတို့ဘာပဲလုပ်လို့သူတို့ဖန်တီးထားတဲ့အနာဂတ်ကိုမဖျက်နိုင်ကြောင်းပြောပါတယ်ချိန်တုံးကလည်းသူတို့စီစဉ်ထားသလိုဖြစ်ခဲ့တာပါတိုင်းပြည်တစ်ခုလုံးကိုအပိုင်စီးပြီးတိုက်ပွဲသတင်းလွှင့်ခဲ့တာကဂျိုက်ကိုများခေါ်ဖို့ပါနောက်ဆုံးမှာချိန်စာတင်သူတွေအားလုံးသူတို့စီစဉ်ထားတဲ့အနာဂတ်အတိုင်းဖြစ်လာရမယ့်အသုံးချခံတသက်ပါဒါကိုကြတော့ run တို့ဒေါသဖြစ်ပြီးတော့ run ဝင်တိုက်ခိုက်ဖို့လုပ်ပါတယ်စိုက်ဘာတားလိုက်ပြီးတော့သူတိုင်းနေတာဝင်မချုပ်ဖို့ပြောပါတယ်နတ်ဆိုးပြောတဲ့အနာဂတ်ဆိုတာထပ်မပြစ်လာနိုင်တော့ကြောင်းပြောပြီးတော့နတ်ဆိုးနဲ့နောက်တစ်ခါတိုက်ပါတယ်ဒီတစ်ခေါက်မှာတော့စိုက်ဘာတားဆက်နေတဲ့နတ်ဆိုးတကူလုံးချက်ပေါင်းများစွာထိပြီးတော့မောက်သွားပါတော့တယ်ခုနှစ်မြောက်မင်းသားလေးရဲ့ဇက်သိမ်းပွဲမှာတော့ဂျိန်းနဲ့ကူဆာမီကိုအတူတွဲတွေ့ရမှာဖြစ်ပါတယ်ဂျိန်းကတော့ကူဆာမီလက်ချက်ကြောင့်တေလူစက်စက်ဖြစ်နေခဲ့ပါပြီခဏကြာမှပဲဂျိန်းတည်သွားခဲ့ပါတယ်ဂျိတ်ခဏကိုကူဆာမီအပိုင်စီးလိုက်ပါတယ်နောက်ဆုံးချိန်မှာဂျိတ်တစ်ခုခုလောက်ခဲ့ပုံရပေမဲ့ဘာဆိုတော့မသိလိုက်ရပါဘူးဂျိတ်မညံနဲ့ရန်နိုနဲ့ပတ်သက်တဲ့အမတ်တရားတွေကပြည့်နေနေခဲ့တာကြောင့်မညံအပြည့်တော့ကူဆာမီမကြည့်နိုင်ခဲ့ပါဘူးဒါပေမဲ့ဂျိတ်စွမ်းကိုတော့အပိုင်ရသွားခဲ့ပါတယ်ကူဆာမီအတွက်ဂျန်နာရီကပြဿနာမရှိခဲ့ပါဘူးလက်ရှိမှာစိုက်ဘာဘကတိုက်ပွဲအဆုံးသတ်သွားခဲ့ပါပြီနတ်ဆိုးတည်သွားပြီးရနဲ့နတ်ဆိုးဝင်ပူခဲ့တဲ့လူအတွက်ရန်နိုဆူတောင်းပေးခဲ့ပါတယ်ခရိုနီကလီယာတို့ကစိုက်ဘာဘသူဆိုတော့မှတ်မိသွားခဲ့ကြပါတယ်သူတို့နေအောင်အတူတိုက်ခဲ့ပူတဲ့ငွေရောင်ဓာတ်သမားဖြစ်နေခဲ့တာပါရုပ်တရက်နေရာတစ်ခုလုံးရင်းနှီးငွေတွေပြည့်နေသွားခဲ့ပါတယ်အရှိတော်မမြင်ရတဲ့အထိဖြစ်သွားခဲ့တာပါတရက်ခန့်တော့လိုက်ပါကူဆာမီနဲ့တိုက်ခိုက်နေရင်လည်းတစ်ဖက်ကမော်ဆွိုင်းကိုလိုက်မတုတ်ပြန်မနဲ့လေးလာကြည့်နေခဲ့ပါတယ်ပထမဆုံးကတော့မန်နာစပယ်ပါအစွမ်းကြည့်ပြီးတော့မြန်လွန်းတာကြောင့် right အကွာကွယ်ပထမအလွှာတော်မှာဖောက်နိုင်ပါတယ်နောက်တစ်ခုကတော့ cross speed ဖြစ်ပြီးတော့အကာအကွယ်နဲ့စိတ်ဝင်နိုင်တာကြောင့်ထိရင်ကိုသိမ့်မဲ့အနေထားပါ right အလန့်ဆုံးကတော့နေရပြောင်းနိုင်တဲ့အရေးဝင်ပလေးစွမ်းရင်ပါပဲဒါအောင်ရှောင်းနိုင်ဖို့ဆိုရင် right အနေနဲ့မျက်နှာထက်အပိုမြန်မရမှာပါဒါအပြင်ပြန်တိုက်ဖို့ရေးစက္ကန့်ပိုင်းအတွင်းမော်ဆွမ်းယူသုံးဖို့လိုပါတယ်။သူအားမကုန်မချင်းကူဆာမီရဲ့အရေးဝင်ပလေးကိုမရမနာသုံးပြီးတော့တိုက်ခိုက်နေတာပါ။နောက်ဆုံးမှာ live ပြန်တိုက်ဖို့ကြိုးစားရင်းနဲ့အခုလိုအခြေအနေရောက်သွားခဲ့ရတာပါ။သူ့လက်ချက်နဲ့သူဘာအောင်မှ live မမြင်ရပါဘူး။ခြေစွမ်းရင်သုံးပြီးတော့တီနီယာကိုရှာကြည့်လိုက်ပါတယ်။ရှာတွေ့သွားတဲ့အချိန်မှာ green ကအမြန်ရှောင်မှုပြောလိုက်ပါတယ်။ကူဆာမီက live ဆက်ချောင်းတာနဲ့အရေးဝင်ပလေးစွမ်းယူသုံးပြီးတော့ဆက်တိုက်ခိုက်ပါတော့တယ်။ live လည်းဘာမှမလုပ်နိုင်သေးခင်အစမပြတ်ရှောင်ရပါတယ်။ရှောင်နေရင်တွဲကြည့်ရသလောက် live နားလဲသွားပါတယ်။ကူဆာမီကအရေးဝင်ပလီကိုတုံးပြီးတော့နေရာပြောင်းရွှေ့ဖို့ဆိုရင်တီနီယာအတိအကျကိုသိနေဖို့လိုအပ်တာပါပဲနားလေရနဲ့ right တနေရာမှာမရှောင်မဲနဲ့ရက်နေလိုက်ပါတယ်ကူဆာမီလည်းမျက်ခြေပြတ်ပြီးတော့ရက်သွားပါတော့တယ်ကူဆာမီသူ့ကိုလိုက်ရှာနေပြီးတော့အနားရောက်လာတဲ့အနီးကတိုက်ခိုက်ဖို့လိုက်ဆုံးဖြတ်လိုက်ပါတယ်အနားကိုရောက်လာတဲ့ right ဝင်တိုက်ပါတယ်ပုံစံတူရှင်းအောင်ပေါ်များစွာနဲ့ဝင်တိုက်တာပါကူဆာမီကလည်းမရှောင်ပါဘူးဒါနဲ့အထိုးခံလိုက်ပါတယ်အစစ်နဲ့အထိုးခံရတဲ့ခန်းစားချက်နဲ့မတူတာကြောင့် right စစ်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ် right ကိုပြန်တိုက်ပေးရနဲ့မော်ဆွမ်းရင်မကလူစစ်နဲ့တိုက်တာတော့သူ့ကိုမသိစေနိုင်ကြောင်းပြောပါတယ်ကူဆာမီကတာမန်နတ်ဆိုးမဟုတ်ဘဲနဲ့နတ်ဆိုးဘရင်ဖြစ်နေရကြောင်းနှလုံးနဲ့အုံနောက်ကိုချိန်မွားပြည့်နောက်မှာအသက်ပြန်ရှင်နိုင်ပါတယ်။ Light ကိုသူ့လက်ချက်နဲ့တေပြီးလို့ထင်လိုက်ပေမဲ့မသေးပါဘူး။ဒီတစ်ခါလဲရွှေရုံပဲဖြစ်နေပြန်ပါတယ်။ရွှေရုံကိုဓာတ်စစ်ပေးပြီးတော့တိုက်ခိုက်နေမှသဘောပေါက်သွားခဲ့ပါတယ်။ Light မသေးရကြောင်းရွှေရုံကိုပါတွေကလည်းမပြောက်သွားဘဲနဲ့ပို့တိုးလာပါတယ်။အဝိုင်းခံထားရတာကြောင့်မြင်ဝင်းရှင်းတဲ့အပေါ်စီးမှာလူစစ်ရှိလိမ့်မယ်လို့ကူဆာမီကထင်လိုက်ပါသေးတယ်။ဒါလည်းမဟုတ်ပြန်ပါဘူး။ရွှေရုံတွေထဲကနေ Light စစ်ထွက်လာပြီးတော့ကူဆာမီကိုမိရှို့လိုက်ပါတယ်။မီးလောင်သွားပေမဲ့ဒါလည်းကူဆာမီအတွက်တော့အေးစေးပါကူဆာမီလည်းရှိသမျှကိုပွားတွေနဲ့စားတိုက်ပါတော့တယ်အကာအကွယ်နဲ့တကောင်မီတကောင်ဖမ်းမိပါတယ်အစ်စ်ကတော့အကာအကွယ်ယူထားလိုက်မယ်လို့ထင်ထားခဲ့တာပါဖြစ်ချင်တော့ဒါလည်းအစ်စ်မဟုတ်ပြန်ပါဘူးဒီတော့အကာအကွယ်နဲ့ကောင်ဦးစားပေးတိုက်ရမလားမပါတော့ဦးစားပေးတိုက်ရမလားဆိုတော့ကူဆာမီရွေးရခက်လာပါတယ်တကယ်တော့ light ကကိုပြောက်ထားခဲ့တာပါအကာအကွယ်လည်းမယူထားခဲ့ပါဘူးအရေးဝင်မလေးစွမ်းရင်မဟုတ်ဖော်ဖို့စူးစမ်းနေတာပါတိုက်ပွဲအတွင်းဒီလိုလောက်တာကအန်ရများလွန်းတာကြောင့် green ကတော့ထွက်ပြေးစေချင်ပါတယ်ဒါပေမဲ့သူ့သခင်လောက်မော်ယူတာနောက်တစ်ယောက်မရှိနိုင်မှလည်း green သိပါတယ်
ဒါကြောင့်တားမနေတော့ဘဲနဲ့လက်ခံလိုက်ပါတယ်အဆုံးမှာမော်စွမ်းကိုလိုက်ဖော်နိုင်လိုက်ပါတယ်ထပ်ပြီးတော့ပုံမနေတော့ပါဘူးကုဆာမီရှေ့ကိုပြန်ပေါ်သွားလိုက်ပါတယ်ကိုဘွားတွေကိုလည်းရုပ်သိမ်းလိုက်တာပါကုဆာမီကသူ့ကိုမနိုင်လို့လက်လျှော့လိုက်တယ်လို့ထင်လိုက်ပါသေးတယ်ဒါအပြင်ဘာမှမဟုတ်တဲ့လူတွေအတွက်နဲ့သူ့ကိုမတိုက်ခိုက်ပဲနဲ့သူနဲ့ပူးပေါင်းမှုပြောလိုက်ပါတယ်လိုက်ဘက်ကပဲကုဆာမီကိုတိုက်ခိုက်ပြီးတော့လက်ဦးသွားပါတယ်ကုဆာမီတော့ဘာမှမသိတဲ့ခြေစွမ်းနဲ့တိုက်ခိုက်ခံလိုက်ရတာပါကုဆာမီမှာရှိတဲ့မန်နာစပန်နဲ့ကတ်စပီဆိုတာက green နဲ့ chrome မှာရှိတဲ့စွမ်းရည်ကိုပဲအဆင့်မြင့်ထားတာကြောင့် light တော့မထူးဆန်းနေတော့ပါဘူးဒါအပြင်ရဲဝက်မလီအစွမ်းကိုလည်း light ဖော်နိုင်သွားပါတယ်ကုဆာမီစီမှာ light မသိသေးတဲ့မော်စွမ်းရည်ရှိသေးရင်မြန်ပြဖို့ပြောလိုက်ပါတယ် light ကိုကြည့်ရင်ဂျေရဲ့နောက်ဆုံးပုံရိပ်ကိုပြန်မြင်အောင်လာပြီးတော့ကုဆာမီလည်းဒေါ်ပွားလာခဲ့ပါတယ် light ဘက်ကပဲလက်အုပ်မှုရယူပြီးတော့ဆက်တိုက်ခဲ့ပါတယ်ကုဆာမီလည်းနေရပြောင်းရွှေ့ပေမဲ့လည်းဆက်ခံနေရတော့မှ light ထိုးချက်တိုင်းကနာပေမဲ့ပျောက်လွယ်ပါတယ်ဒါပေမဲ့ light ကအနာတော့မပေးဘဲနဲ့စက်တိုက်ထိုးနေခဲ့တာပါချော်ရီရဲ့ထုံးမကြခင်နေရအခါပြောင်းမိမယ်လေလွိုက်စီကအထိုးခံရတာတော့မလွတ်ပါဘူးအချိန်ကြာလာတော့လွိုက်လဲစိတ်မရှိတော့ပါဘူးပြစရာမရှိရင်တက်လိုက်ဖို့ပဲကြံပါတော့တယ်ဒီခါမှာတော့ကိုဆာမီကဘယ်သူနဲ့မှမတူတဲ့နောက်ဆုံးစွမ်းရည်ကိုထုတ်ပြလာပါတယ်ဘော်ရတက်လို့ခေါ်တဲ့စွမ်းရည်ကတော့အနားမှာရှိသမျှမော်စွမ်းရည်ကိုဆုပ်ယူပြီးထိမိရနဲ့ပျောက်ခဲ့သွားဆိုတဲ့စွမ်းမြင့်မော်မျိုးပါလေကြီးလေးကျယ်ရီပြောနေတဲ့ကိုဆာမီကိုတော့အဲ့ဒီမော်စွမ်းနဲ့ပဲအပြစ်မခံရမချင်းလွိုက်ကအေးစိတ်ရက်ကြည့်နေပါတယ်ပြစ်လိုက်တဲ့ချိန်မှာလည်းလက်တစ်ဖက်မြောက်လိုက်ရုံနဲ့ကိုဆာမီရဲ့ spare တစ်ခုလုံးကအစားနာရှာမြောင်ပျောက်သွားပါတော့တယ်လွိုက်က voice ဆိုတဲ့ပုံစံမျိုးစွမ်းရည်ကိုပြန်သုံးလိုက်လို့တက်ပြက်သွားခဲ့တဲ့သဘောပါလွိုက်လိုတာမန်လူသားကသုံးနိုင်နေဆိုတော့ကိုဆာမီမကြုံနိုင်ဖြစ်သွားပါတယ်တကယ်တော့လွိုက်ကအဲ့ဒီစွမ်းရည်အကြောင်းကိုသိပြီးတက်ပြီးသားခဲ့တာကြာနေခဲ့ပါပြီသိတာကလေးကအကြာရပျက်စီးစေတဲ့စွမ်းရည်နဲ့ကိုထိတ်တိုက်တွေ့ရနဲ့ဘာဖြစ်မလဲပဲသိချင်နေတာပါအခုတော့လွိုက်ဆန္ဒလည်းပြည့်သွားခဲ့ပါပြီကိုဆာမီကတော့မယုံကြည်နိုင်ဘဲနဲ့ယူမလို့တော့ဖြစ်လာပါတယ်လွိုက်အတွက်တော့နတ်ဆိုးမြင်လည်းစိတ်ဝင်စားစရာမရှိတော့တာကြောင့်တေဖို့အချိန်တော်သွားပုံရပါတယ်ကိုဆာမီကို vibe ပြုံလိုက်နဲ့ဆက်တိုက်ခိုက်ပါတော့တယ်တစ်ဖက်မှာအဲဘတ်တို့လည်းတိုက်ခိုက်နေတော့မှရှင်နှင်းငွေတွေကြောင့်တေချာမမြင်ရပါဘူးရှုပ်တဲ့နတ်ဆိုးတွေနေလာပါတယ်ရွမ်ရဲ့အစိတ်ကြောင့်မှအဲဘတ်အချိန်ကိုကြည့်လိုက်တော့မနက်ကိုရောက်နေခဲ့ပါပြီဒါပေမဲ့မောင်နေတော့မှဖြစ်ပါတယ်ရှင်နှင်းငွေတွေကြောင့်လို့ထင်လိုက်ပေမဲ့တကယ်ကတော့ loyal fight ကြောင့်ပါတစ်ဖက်မှာလက်တွေ့ခံစားနေရတဲ့ကုဆာမီကပိုသိပါတယ်ကုဆာမီလည်း fight ထဲကိုဝါမျိုးမခံရခင်ခန္ဓာကိုယ်ဆွတ်မလုပ်ပါတယ်ရုံလို့တော့မရခဲ့ပါဘူးဒီတော့အစီအစဉ်ကိုပြောင်းပြီးတော့ဂျိမ်းအောင်ဆောင်ပြီးတော့လွတ်ပေးဖို့ပြောပါတယ်လွိုက်ကတော့နားမထောင်ဘဲနဲ့ fight နောက်တစ်ခုနဲ့ညစ်တက်လိုက်ပါတယ်ပြီးရနဲ့ချက်ချင်းဆိုလို့မနက်ကိုရောက်သွားခဲ့ပါတယ်ဂျိမ်းစစ်ကိုလည်းလွိုက်တို့ခဏတာမြင်လိုက်ရတာကိုတွေ့ရမှာပါလွမ်လည်းလွိုက်နဲ့ပတ်သက်လို့ကြိတ်ပြောခဲ့ဘူးတော့အမှတ်ရသွားပါတယ်လွိုက်မွေးခဲ့တဲ့နေရဖြစ်ခဲ့တဲ့မတော်တဆကမီရှူမီပန်းကြောင့်မဟုတ်ဘဲနဲ့လွိုက်ရဲ့စွမ်းရင်ကြောင့်ဆိုတဲ့ကောလာဟာလာတွေကိုပြောပြခဲ့တာပါဘသူမှမယုံခဲ့ပေမဲ့ဂျိတ်ကတော့ယုံကြည်နေခဲ့ပါတယ်လွိုက်ကသူတို့ကိုချိန်စာမိနေတဲ့ဘဝကနေကဲတင်ပေးနိုင်လိမ့်မယ်လို့လည်းအိမ်မက်မှတ်ခဲ့ပါတယ်ဒါကိုပြောရင်သူတို့ချင်းချင်းညင်ခဲ့ကြပြီးတော့ရီမောစရာတကူဖြစ်ခဲ့ပေမဲ့အခုတော့အမှန်ဖြစ်လာမှန်ရသဘောပေါက်လိုက်ရပါတယ်တိုက်ပွဲပြီးရနဲ့တေသွားတဲ့လူတွေအတွက်အုပ်ကိုလုပ်ပေးကြပါတယ်ဂျိတ်အတွက်ကိုတော့တခြားလူတွေနဲ့ဝေးတဲ့နေရာမှာပဲလွိုက်လုပ်ပေးလိုက်ပါတယ်ဂျိတ်ခန္ဓာကိုယ်တော့ပြန်မရခဲ့ပါဘူးတိုက်ပွဲအလယ်မှာအရေးဝင်ပလီစွမ်းရည်ကိုဖော်တော့တာကယူရကြမယ်လွိုက်ကိုယ်တိုင်လည်းသိခဲ့ပါတယ်ဖြစ်ချင်တော့ဂျိတ်ကိုယ်တိုင်မသိခင်မော်အပြည့်စုံမှတ်ညံနဲ့ရေးထားခဲ့တာပါဒါကြောင့်လွိုက်အမြန်ဖော်နိုင်သွားခဲ့တာပါဂျိတ်ပြောခဲ့သလိုဂူဆာမီရှုံးခဲ့ပါတယ်တကယ်တမ်းအနိုင်ကြတာကတော့လွိုက်မဟုတ်ဘဲနဲ့ဂျိတ်ဖြစ်နေခဲ့တာပါရန်ကလွိုက်ကိုစကားပြောဖို့ပြင်နေတော့အဲဘက်ရောက်လာကြောင်းဆက်ပုံနေလိုက်ပါတယ်အဲဘက်ကိုဂလီယာတို့ပြပြထားတဲ့လောက်ကျန်ဆက်ကြောင်းရရအဆင်ပြေနေပြီးတော့နားလည်မှုရနေပုံရပါတယ်ရုပ်တရက်အဲဘက်ကလွိုက်ကိုဓာတ်နဲ့ထောက်ပြီးတော့မေကွန်းတစ်ခုမေးပါတော့တယ်လောက်ကျန်တပ်ပြကြီးအဖွဲ့ကလူတွေကိုတတ်ထားအကြောင်းလွတ်ပေးဖို့အစီအစဉ်တော့အဲဘက်မှာမရှိပါဘူးလက်ရှိမှာရန်ကလွဲလို့အားလုံးဖန်ချုံမိထားပါတယ်ဂလီယာတို့ကတော့လွိုက်ကိုပဲတက်တက်လုံးသစ္စာခံပြီးတော့အပြစ်ကျဆက်သွားမယ်လို့ပြောပါတယ်လွိုက်ကိုတော့တာဝန်ယူနိုင်မလားဆိုတော့မေးပါတယ်နောက်ပိုင်းဂလီယာတို့တောင်းကျလာခဲ့ရင်လွိုက်ကပဲတာဝန်ယူပေးရမယ်သဘောပါလွိုက်ကလည်းမတွန်းဆုပ်ဘဲနဲ့လက်ခံလိုက်ပါတယ်လွိုက်ရဲ့တုတ်ပြန်မှုကိုအဲဘက်ကသဘောကျသွားပါတယ်တကယ်တမ်းသူ့ညီဖြစ်တဲ့လွိုက်အနေနဲ့တယောက်တည်းတာဝန်မြူဝင်နဲ့သူ့အကူအညီတောင်းတာမျိုးလည်းလိုချင်နေသေးတာပါအရရအဆင်ပြေသွားမှတာဝန်ရောက်ချလာပါတယ်အကုန်လုံးအဆင်ပြေနေတာကိုမြင်တော့ကိုညီဖို့နောက်ကျသွားမှသိလိုက်ရပါတယ်တာဝန်လည်းပြန်လဲပြေးလိုက်ပါတယ်အရင်တစ်ခေါက်ကိစ္စအတွက်ကျေးဇူးတင်ကျင်တာကြောင့်အဲဘက်ကစိုက်ပါကိုလိုက်ဖန်ခိုင်းပါတယ်ဂလီယာတို့ကိုလည်းဖန်ထားရာကနေလွတ်ပေးလိုက်ကြပါတယ်တာကိုစိုက်ပါလိုက်ဖန်ရင်နဲ့ run over တွေ့သွားပါတယ်လူစုံတဲ့အခါမှာတော့လက်ဖက်ရည်ပွဲကျင်းပကြပါတော့တယ်တောင်နဲ့စိုက်ပါတော့ပုံမှန်တိုင်းတဲ့ုံမတဲကြသေးပါဘူးဂလီယာတို့ကိုအဲဘက်ကပုံမှန်ဆက်ဆံပေးရင်လည်းရရအဆင်ပြေသွားကြပါတယ်အဆုံးသတ်မှာတော့ run တို့ main ကလေးပွဲ လိုက်ချက်နဲ့ရလာတဲ့ရင်းနှီးကန်မှာရေးစိန်နေကြပါတယ် run က live စီမှာခါးသားခွင့်ရဖို့စိုက်ပါကိုခွင့်တောင်းပါတယ်စိုက်ပါကကာယကရှင်ကိုမေးဖို့ပြောပါတယ်မင်းကလေးအုပ်စုရဲ့ right က10ဘွားစာကုသိုလ်နဲ့ရောက်နေပြန်ပါတယ်ခွင့်ပြုကြောင်ပြောပြီးတော့အတူတူတော့ရေချိုးလိုက်ပါသေးတယ်လွန်ကချိန်စာလို့သဘောထားနေတဲ့စွမ်းကိုအသုံးဝင်တဲ့အထိသူ့နာမှာလေ့ကျင့်သွားဖို့ပြောလိုက်ပါတယ်ဒီပြောနေတဲ့အားလုံးကကျင်းနေသွားကြပြီးတော့ဇလန်အဆုံးသတ်သွားခဲ့ပါတယ်ဒီဇလန်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပြီးတော့ video လေးကိုလည်း like လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းနောက်ထပ် anime series တွေမှာပြန်တွေ့ကြပါမယ်